ကျွန်တော်ရဲ့အခြေယူလေးကောင်မလေးကကျွန်တော်ကိုတိတ်ချစ်လုံးလို့တူတွတ်တော့တကဘာလုံးကမိုးစိတ်တွေလိုဝါရာဖြစ်နေပြီးကျွန်တော်တယောက်တည်းကသာဖိုးကေရုပ်ထွက်လို့အကြည့်ပြက်ဖြစ်နေတာပါဗျာအခန်းဖော်တယောက်ကကျွန်တော်ကောင်မလေးကိုမျက်စိကျနေပြီးကျွန်တော်တို့ဗီဒီယိုကောပြောနေချိန်မှာတော့အင်ဂျီချွတ်နဲ့ကျွန်တော်နောက်မှာတမင်ဟိုလျှောက်တီလျှောက်လုပ်နေတတ်ပါတယ်ပြီးတော့အတန်ကုန်ဟစ်ပြီးထန်ချန်မင်းရဲ့ဘိုက်ကြွက်သားတွေကတော်တော်မိုက်တာပဲဘဲကတီးတက်နီးပြစီမှာကစားထားတာလဲနားလဲ6ကွက်ကနေ10ကွက်ထိထွက်ချင်လို့ဆိုပြီးအော်ပြောပါသေးတယ်သူကကျွန်တော်ကောင်မလေးရဲ့ဝီချက်ကိုခိုးအပ်ပြီးကျွန်တော်ရဲ့ကိုရေးကိုရာနေထိုင်မှုတွေကပရိုဖျဲနိုင်ပါတယ်ဆိုပြီးနေရာတကာလိုက်တင်းတုပ်ပါသေးတယ်ဒါပေမဲ့ तू မသိတာကကျွန်တော်ကောင်မလေးလိုအထက်တန်းလွာကငွေရောင်ရွှေရောင်မင်းသမီးလေးဟာထိတ်ဆုံးကနေအောက်ခြေထိအခြေယူလေးဆိုတာပါပဲဗျာဒီနေ့တော့စစ်ပညာသင်တန်းပြီးရဲ့အချိန်ကောင်မလေးကျန်င်းကထုံးစံအတိုင်းပဲကျွန်တော်စီဗီဒီယိုကောခေါ်လာပါတယ်ကျွန်တော်လည်းအခန်းထဲကိုဝေ့ကြည့်လိုက်တော့အခန်းဖော်တချို့ကရေမိုးချိုးပြီးကုတင်ပေါ်မှာဖုံးပွနေကြပြီလေယဉ်ကျေးမှုအရာသူတို့ကိုနှုတ်ဆက်စကားလေးပြောပြီးမှကျွန်တော်လည်းကုတင်ပေါ်တက်ပြီးဖုံးကိုကင်လိုက်ပါတယ်စကားပြောလို့မှခပဲရှိသေးတယ်အခန်းဖော်ဝမ်းလေးကရုတ်တရက်ခွန်ပေါ်တက်နေပြီးကျွန်တော်ကုတင်ကောင်းရင်ကိုကလာကထန်ချမ်းမင်းရဲ့အားကစားပေါင်းပြီးခြောက်သွားပြီးငါယူလာပေးတယ်လို့လာပြောပါတယ်သူရုတ်တရက်ကြီးပေါ်လာတော့ကျွန်တော်တောင်လန့်သွားတယ်တင်တန်းကာလအတွင်းကျောင်းကကုတင်ကန်းစီတွေတက်ခွင့်မပြုထားလို့ကျွန်တော်ကလဲနေရင်ကြံနေတဲ့ဗီဒီယိုပြောနေတာပါဝမ်းလေးရက်နေတဲ့နေရာနဲ့ဆိုတော့ကြံနေဘက်ကကြည့်ရင်အပေါ်ကနေအောက်ကိုငုံကြည့်နေရတယ်လို့ကွက်တိဖြစ်နေတာပေါ့ကျွန်တော်လည်းအမြန်ပဲဖုန်းကိုမောက်ချလိုက်ပြီးအင်ဂျီချွတ်နဲ့ဝမ်းလေးကိုလှည့်ကြည့်လိုက်ပါတယ်သူကအားကစားပေါင်းပြီးတို့လေးတစ်ထည်ပဲဝတ်ထားပြီးသူ့ကိုယ်ပေါ်ကကြွက်သားမြောင်းတွေကိုအထင်းသားမြင်နေရပါတယ်ကျွန်တော်လည်းဒေါသကိုမျိုးသိပ်ပြီးမင်းပါလို့တာလဲငါဗီဒီယိုကောပြောနေတာမမြင်ဘူးလားလို့မေးလိုက်ပါတယ်ဝမ်းလေးကတော့မျက်နှာပိုးမတက်ပဲပြုံးဖြီးဖြီးနဲ့မင်းစီအင်ဂျီအမြန်လာပေးချင်လို့ပါကွာလောသွားလို့မေ့သွားတာပါလို့ပြန်ဖြေပါတယ်ကျွန်တော်လည်းသူ့လက်ထဲကဘောင်းဘီကိုဆွဲလို့ယူလိုက်ပြီးကျေးဇူးပဲနောက်ဆိုမလို့တော့ဘူးလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ကျွန်တော်ဆွဲယူလိုက်တဲ့အချိန်ကြောင့်ဝမ်းလေးတယောက်ရိုင်းထွက်သွားပြီးခုံပေါ်ကနေပြုတ်ကျမှတက်ဖြစ်သွားတယ်သူကအနာတရားဖြစ်သွားသလိုအတန်တစ်ချက်ထွက်လာပြီးခနာကိုရိမ်းထိုးသွားရာကနေတော်တော်လေးထိမ့်ပြီးမှမတ်ပြန်ရက်နိုင်သွားတယ်ဝမ်းလေးကကျွန်တော်ကိုစက္ကန့်ငယ်လောက်စိုက်ကြည့်နေပြီးမှရုတ်တရက်သဘောပေါက်သွားတဲ့ပုံစံမျိုးဟန်ဆောင်ကထန်ချမ်းမင်းစိတ်ဆိုးသွားတာလားလို့မေးပါတယ်သူကပါဆက်ကတာကျွန်တော်ကိုစကားပြောနေတာမျက်လုံးတွေကတော့ကျွန်တော်ဖုန်းစီကိုပဲအမြဲရောက်နေတာပါဖုန်းတစ်ဖက်ကလူကြားသွားအောင်တမင်ရွယ်နေမှန်းသိတာလုံးပါတယ်ဝမ်းလေးကတမင်အတန်ကိုမြင့်ပြီးထန်ချမ်းမင်းကဘာကိုကြောက်နေတာလဲမင်းခန္ဓာကိုယ်ကဒီလောက်မိုက်နေတာပဲမင်းကောင်မလေးကငါ့ကိုမျက်စိကျမှမဟုတ်ပါဘူးကွာလို့ပြောလိုက်တယ်ပြီးတော့ခေါင်းလေးဆောင်ပြီးအပြစ်ကင်းတဲ့ပုံစံမျိုးလေးပြုံးပြကဒါနဲ့နာမင်းကိုမေးချင်နေတာကြပြီမင်းရဲ့ဘိုက်ကြွက်သားတွေကိုဘယ်မှာကစားထားတာလဲကြည့်ရတာတော်တော်လေးကြစ်လက်နေတာပဲတဲ့အဲ့ဒီအချိန်မှာပဲနားချက်ထဲကနေကျန်နေရဲ့စူးစူးဝါးဝါအော်တန်ထွက်ပေါ်လာပါတော့တယ်ငါတော့ညှဉ်းနှွမ်းသွားပြီးမျက်စိစုံတော့မှာပဲထန်ချမ်းနေငါ့ကိုလုံးဝယုံမသွားနဲ့တော့တဲ့ကျွန်တော်လည်းတကယ်ကိုစိတ်မရှိတော့တာနဲ့ဗီဒီယိုကောကိုတန်းချလိုက်ပါတော့တယ်ဝမ်းလေးကတော့ကျွန်တော်ဖုန်းချလိုက်တာကိုသတိမထားမိပဲသူ့ဘာသာတယောက်တည်းဆက်ပြောနေတော့မှာပဲငါလည်းသွားကစားခြင်းပေမဲ့ပင်ပန်းမှာကြောက်လို့ဒါပေမဲ့လူတော်များများကတော့ငါခန္ဓာကိုယ်ကလုံလောက်အောင်မိုက်နေပြီလို့ပြောကြတယ်ဘိုက်6ကွက်ကအနေတော်ပဲဒီထက်ပုံများရင်ရုပ်ဆိုးသွားမှာထန်ချမ်းမင်းရောအဲ့ဒီလိုမထင်ဘူးလားတဲ့ကျွန်တော်လည်းသူ့ကိုအေးဆက်ဆက်နဲ့စိုက်ကြည့်နေပြီးပြုံးတယ်လို့မပြုံးတယ်လို့အမူအရာနဲ့တုတ်ပြန်လိုက်ပါတယ်ကျွန်တော်နဲ့ကျန်င်းကငငယ်ကလေးကအတူတူကြီးပြင်းလာခဲ့ကြတဲ့ငယ်သူငယ်ချင်းတွေပါသူမရဲ့ဆွဲဆောင်မှုရှိပြီးဖူးစာရှင်တွေပေါ်တဲ့မျက်နှာလေးကအရန်ကိုထင်းနေတာလေငငယ်ကလေးကသူမနောက်ကိုလိုက်တဲ့ကောင်လေးတွေကိုကျွန်တော်ဝင်ဟန့်တားပေးခဲ့ရတာရေတွက်လို့တော့မရနိုင်ပါဘူးဒါကြောင့်ဝမ်းလေးရဲ့မျက်နှာနှစ်ဖက်နဲ့ဟန်ဆောင်တဲ့ဟာတာကွက်လေးတွေကကျွန်တော်ရှေ့မှာတော့လာလို့ပြနေစရာကိုမလိုတာပါဗျာကျောင်းဖွင့်တဲ့နေ့ကလေးကအခြေအနေမဟန်ဘူးဆိုတာကျွန်တော်ရိပ်မိခဲ့ပါတယ်ကျန်င်းကျွန်တော်ကိုအဆောင်ထိလိုက်ပို့ပြီးတော့ဝမ်းလေးတယောက်မျက်လုံးတွေတောင်ပြူးကျဲပြီးစိုက်ကြည့်နေခဲ့တာပါကျန်င်းကရိုးရိုးရင်ရင်လေးပဲဝတ်ဆင်ထားပေမဲ့အကဲခတ်တက်တဲ့သူဆိုရင်တော့သူမဝတ်ထားတဲ့အဝတ်စားတွေကဈေးမသေးဘူးဆိုတာကိုတန်းသိနိုင်ပါတယ်ကျွန်တော်တို့ကျောင်းကကျောင်းဖွင့်ချိန်မှာမိဘတွေကိုဝင်ခွင့်မပြုဘဲကျောင်းသားသမဂ္ဂကလူတွေကိုပဲကျောင်းသားတစ်တွေရဲ့ခီးဆောင်အိတ်တွေကူတဲပေးဖို့စီစဉ်ထားတာပါအဲ့ဒီမှာဝမ်းလေးကကျွန်တော်ကိုအတင်းတွန်းဖယ်ပြီးကျန်င်းကိုမျက်လုံးတွေမိတ်ကျသွားတဲ့အထိပြုံးဖြီးဖြီးနဲ့ကြည့်ကအမတ်ကလည်းဒီကျောင်းကပဲလားစောစောကကျောင်းကိဝမှာမတွေ့လိုက်ပါလားကျွန်တော်ကကျောင်းသားတစ်ပါကျွန်တော်တို့ဝီချက်လေးအထားရအောင်လေနောက်ပိုင်းနားမလဲတာလေးတွေရှိရင် MSC ကအကြံဉာဏ်တွေအများကြီးတောင်းရဦးမှာမို့လို့ပါလို့ပြောပါတော့တယ်ကျန်င်းကကျွန်တော်အတွက်ကုတင်နေရာကိုအလုပ်ရှုပ်ခံပြီးပြင်ဆင်ပေးနေတော့မို့ဒီစကားလဲကြားရောပြင်းရည်ပြင်းတွဲပုံစံနဲ့သူ့ကိုမောကြည့်လိုက်ပြီးငါကမြေအောက်ကားပါကင်ကနေကားမောင်းပြီးတက်လာတာလေးနေမမြင်တာဆန်းလာလို့ဝီချက်တော့အဆရာမလိုပါဘူးငါကောင်လေးကတဝင်ရမ်းတို့တက်လို့မတက်ဆိုင်တဲ့သူတွေကိုအဲ့လိုမရဘူးလေပြီးတော့မောင်လေးနဲ့သွားမှကြက်တုံမိတ်ဖက်ကြီးကတ်နေတယ်နော်အရင်ဆုံးပလုတ်ချင်းပြီးမှပြုံးဖို့အကြံပေးချင်ပါတယ်လို့ပြောချလိုက်ပါတယ်အဲ့ဒီတော့မှဝမ်းလေးတယောက်ဖြီးထားတဲ့သွားတွေကိုအမြင်ပြန်စီသွားပါတော့တယ်သူ့မျက်လုံးတွေကချက်ချင်းဆိုသလိုနီးရဲသွားပြီးအရန်ကိုအနိုင်ကျင့်ခံလိုက်ရတဲ့ပုံစံလေးဖမ်းသွားတာပါကျန်င်းကတော့သူ့ကိုလုံးဝအဖက်မလုပ်ပဲကုတင်ပေးမှခါလေးကိုင်းပြီးကျွန်တော်ကိုပြုံးပြနေတာပါထန်ချမ်းမြန်လာကြည့်ပါဦးငါကုတင်ကင်းတာကုတင်တွေအောင်လုပ်ပေးတာတော်တော်ကျွမ်းနေတော့လို့ပြောပါတယ်အဲ့ဒီတုန်းကတော့ကျွန်တော်လည်းဒီကိစ္စကိုတိတ်ပြီးခေါင်းရဲမထည့်ထားခဲ့ပါဘူးကျန်င်းကအရန်လာလုံးတော့ကျောင်းလာတဲ့လမ်းမှာတင်ကျောင်းသားတစ်တော်တော်များများကတတိခဲပြီးသူမရဲ့ဝီချက်ကိုလာတောင်းကြတာလေအားလုံးကလည်းပညာတတ်တက္ကသိုလ်ကျောင်းသားတွေဆိုတော့သူမမှာရေးစားရှိတယ်ဆိုတာသိသွားတာနဲ့အများစုကရင်ရင်ကြေးကြေးပဲတောင်းပန်ပြီးထွက်သွားကြတာကြီးပါပဲဝမ်းလေးတယောက်တည်းကသာစာမတင်ခဲ့ရတဲ့လူတယောက်လိုသူများအခြေရေးကိုကြားဝင်ရှုပ်ဖို့ကြီးပဲစိတ်ကူးနေတာပါအားလုံးကကျောင်းသားတစ်တွေဖြစ်ပြီးတယောက်နဲ့တယောက်လည်းမရင်းနှီးကြသေးတော့ကျွန်တော်ရဲ့အခြေရေးကိုလူတိုင်းသိအောင်ကြေညာနေဖို့အစီအစဉ်မရှိပါဘူးအဆောင်တူတဲ့သူတွေလောက်ပဲကျွန်တော်နဲ့ကျန်င်းတို့ရေးစားတွေဆိုတာကိုသိကြတာပါကျန်င်းကကျွန်တော်စီပစ္စည်းတွေမကြာခဏလာဖို့ပေးတတ်ပြီးကျွန်တော်ကလည်းအဆောင်ကလူတွေကိုဝေမျှပေးလို့ရှိပါတယ်အားလုံးကလည်းပစ္စည်းတွေရလို့တော်တော်လေးပျော်နေကြတာပေါ့ဗျာဝမ်းလေးတယောက်တည်းကသာတန်မိုးကြီးချောကလက်ကိုလက်ကနေအာဘာတရားဆုပ်ကင်ထားလို့လက်ချောင်းတွေတောင်ဖြူလျော့နေပြီးတော့မနာလိုတဲ့လေတံနဲ့ပြောလာပါတယ်ထန်ချမ်းမင်းကတကယ်ကိုကန်ကောင်းတာပဲဒီလိုသဘောကျတဲ့ကောင်မလေးကိုတောင်ရှာတွေ့ထားသေးတယ်ငါတို့ကိုလည်းတင်ပေးပါဦးကွာဘလို့နေရာမျိုးမှာဒီလိုပိုက်ဆံပေါ်တဲ့မိန်းကလေးကိုတွေ့နိုင်တာလဲတဲ့ဒီစကားကိုကြားရတာတော်တော်လေးနားဝင်ဆိုးပါတယ်
အခန်းဖော်ချီဝေးကလည်းနားထောင်လို့မကောင်းတော့တာနဲ့ကျွန်တော်ဘက်ကနေဝင်ပြောပေးပါတယ်မင်းကစကားကိုကောင်းကောင်းမပြောတတ်ဘူးလားမပြောတတ်ရင်ပါးစပ်ပိတ်ထားလိုက်သူများစီကပစ္စည်းကိုယူသူများကြွေးတာကိုစားပြီးသူများကိုပြန်မကောင်းပြောတာကမလုပ်တင်ဘူးဆိုတာမင်းမကြားဘူးလားလို့ပြောချလိုက်ပါတယ်အခန်းဖော်ဆူရန်ကလည်းဘေးကနေတိုးတိုးလေးဝင်ထောက်ခံပါတယ်ထန်ချန်ကိုယ်တိုင်ကလည်းအရေးချင်းရှိလို့လေသူကမေဂျာမှာအဆင့်တနဲ့ဝင်လာတာဝမ်လေးမင်းအဲ့ဒီလိုမပြောတင်ဘူးနော်တဲ့ဝမ်လေးကတော့နှုတ်ခမ်းကိုမဲ့ပြီးမကျေနပ်တဲ့ရုံနဲ့ငါစကားပြောရင်ဒီလိုပဲလေကွာအမှန်တိုင်းပြောတာပဲဟာကိုပစ္စည်းလေးနည်းနည်းပါးပါးယူမိတာနဲ့ပဲစကားပြောခွင့်မရှိတော့ဘူးလားလို့ပြန်ပြောပါတယ်ကျွန်တော်ကဝမ်လေးရဲ့စိတ်ထားသေးတိမ်မှုတွေကိုဘီယူမဆိုင်ပေမဲ့ကျွန်တော်ပစ္စည်းကိုယူထားပြီးကျွန်တော်ကိုလာစော်ကားနေတာကိုတော့တီးခံနိုင်မယ်လို့မဆိုလိုပါဘူးကျွန်တော်လဲကုတင်ပေါ်ကနေချက်ချင်းဆင်းပြီးသူ့လက်ထဲကချောကလက်ကိုဆွဲလို့ယူလိုက်ပါတယ်မင်းပါဆက်ကိုပိတ်မထားနိုင်မှတော့မင်းလည်းမစားနဲ့တော့လို့ပြောလိုက်တယ်ဝမ်လေးလည်းစက္ကန့်ငယ်လောက်ကြောင်သွားပြီးမျက်ရည်တွေချက်ချင်းကျလာကမင်းတို့အားလုံးငါ့ကိုအနိုင်ကျင့်ကြတယ်လို့အတန်ကုန်ဟစ်អော်ပြီးတကားကိုစောင့်ပိတ်ကထွက်သွားပါတော့တယ်အဲ့ဒီနောက်ပိုင်းကျန်တင်းပစ္စည်းတွေလာဖို့တိုင်းဝမ်လေးအတွက်ဝေစုမပါတော့ပါဘူးကျွန်တော်လည်းကိစ္စတွေကိုအရန်ကြီးရုပ်ဆိုးသွားအောင်မလုပ်ချင်လို့သူ့ကိုဆက်ပြီးအဖက်မလုပ်တော့တာပါပဲဝမ်လေးတယောက်ဒီလောက်နဲ့ပဲဆင်ကျင်သွားလိမ့်မယ်လို့ထင်ထားခဲ့တာဒီနေ့ကျမှဒီလိုကိစ္စမျိုးကိုသူလုပ်ရဲလိမ့်မယ်လို့ထင်မထားခဲ့မိဘူးဗျာဝမ်လေးကတော့ဘေးနားမှာပုစီနဲ့ပြောချင်ရာတွေဆက်ပြောနေတော့မှာပဲကျွန်တော်ကသူ့ကိုအဖက်မလုပ်တာမြင်တော့မှသူကရုတ်တရက်တတိဝင်လာတဲ့ပုံစံမျိုးဟန်ဆောင်ပြီးအားနာလိုက်တာမင်းကောင်မလေးနဲ့ဗီဒီယိုကောပြောနေတာကိုငါအနောက်ရှက်ပေးမိသွားပြီထင်တယ်အားလုံးကငါအမားပါကွာအဲ့ဒီအတွက်တောင်းပန်တဲ့အနေနဲ့မင်းနဲ့မင်းကောင်မလေးကိုငါထမင်းတစ်နက်လောက်ကြွေးပါရစေလားလို့ပြောလာပါတယ်အဲ့ဒီလိုပြောရင်းနဲ့သူကကျွန်တော်ဖုန်းကိုလမ်းယူဖို့လက်လန်းလာပြီးချွဲပြစ်အတန်လေးနဲ့အမကျန်နေကျွန်တော်ရဲ့ဝီချက်ကိုအထားပေးပါလားကျွန်တော်စားတော့ဆိုင်ရေးပြီးသွားရင်အမနဲ့ထန်ချန်ကိုပြန်ဆက်သွယ်လိုက်ပါမယ်လို့ပြောပါတော့တယ်ကျွန်တော်လည်းဖုန်းကိုနောက်ဆွဲယူလိုက်ပြီးမလိုတော့ဘူးလွန်ခဲ့တဲ့10မိနစ်ကလေးကငါဖုန်းချလိုက်ပြီလို့ပြောလိုက်ပါတယ်ဝမ်လေးရဲ့မျက်နှာကြီးကချက်ချင်းဆိုသလိုမင်းမောင်သွားပါတော့တယ်အစကတည်းကနားဆွင့်ပြီးပွဲကြည့်နေတဲ့ချီဝေးကလည်းဖူးခနဲ့အတန်ထွက်အောင်ရဲချလိုက်ပြီးခနဲ့တဲ့လေတန်းနဲ့ဟာဒီလူပြက်ကတော့တကယ်ကိုရဲရတာပဲကွာလို့ပြောချလိုက်ပါတယ်အရင်ကကျွန်တော်ဘက်ကနေဝင်ပြောပေးခဲ့ဘူးတာကြောင့်ဝမ်လေးကချီဝေးကိုအညှိုးထားနေခဲ့ပြီးတိတ်တဆိတ်ဒုက္ခပေးတာတွေလည်းမနှဲတော့ပါဘူးချီဝေးကအွန်လိုင်းကနေဂိမ်းဆက်တစ်လုံးဝယ်ခဲ့ပြီးလိပ်စာပြောင်းဖို့မေ့သွားလို့ကျောင်းကိုရောက်လာခဲ့ပါတယ်အိမ်ကိုပြန်မပို့ရသေးခင်မှာပဲအဆောင်ကိုရုတ်တရက်ရှောင်းတခင်ဝင်စစ်တဲ့အချိန်ဝမ်လေးကသွားတိုင်လိုက်လို့ဂိမ်းဆက်အသိမ်းခံလိုက်ရပါတယ်ချီဝေးမှာအမှတ်ပါရှော့ခံလိုက်ရပြီးတေချာပေါက်ရမယ့်စစ်ပညာသင်တန်းဆန်ပြစုကလည်းဝမ်လေးလက်ထဲကိုပါသွားခဲ့ပါတယ်ချီဝေးလဲဒေါသထွက်ပြီးဝမ်လေးစီကိုသွားရှင်းရကနေဝမ်လေးကအပြစ်ကင်းတဲ့ရုပ်လေးနဲ့ဟန်ဆောင်ပြီးငါလဲတမင်လောက်တာမှမဟုတ်တာကွာငါကဖြောက်မှတ်တဲ့လူမျိုးလေဆရာကမေးလိုက်တော့လဲအမှတ်တမဲ့ပြန်ဖြေလိုက်မိတာပါမင်းကအဲ့ဒီလောက်တောင်ဒေါသထွက်နေရလားလို့လိန်ပြောခဲ့တာပါချီဝေးလဲဒေါသထွက်လုံးလို့ပောက်ကွဲမတက်ဖြစ်သွားပြီးအဲ့ဒီအချိန်ကစလို့သူတို့နှစ်ယောက်လုံးဝကိုအဆက်အသွယ်ထည့်လိုက်ကြတာပါချီဝေးရဲ့လောင်ပြောင်တာကိုခံလိုက်ရတော့ဝမ်လေးလဲဆက်ပြီးဟန်ဆောင်မနေနိုင်တော့ပါဘူးသူကအတူအယောင်အပြုံးကြီးနဲ့မင်းအပူပါလားလို့ပြန်ပြောပြီးလက်ထွက်ကသူ့ကုတင်နေရာကိုပြန်သွားပါတော့တယ်ကျွန်တော်လဲနေရာမှာပြန်လဲလိုက်ပြီးကျန်တင်းစီ message ပို့လိုက်ပါတယ်ထင်မထားတာကသူမကကျွန်တော်စီကိုစက်ခရင်ရှော့ပုံတပုံအရင်လမ်းပို့လာတာပါအဲ့ဒီပုံကဖြတ်အပ်ထားတဲ့အကြောင်းအရာဖြစ်ပြီးအထားတဲ့သူကတော့တခြားသူမဟုတ်ပါဘူးဝမ်လေးပါပဲကျန်တင်းရဲ့အဆက်အသွယ်ကိုသူဘယ်ကနေတွားရလာလဲဆိုတာတော့မသိပါဘူးဝမ်လေးရဲ့ profile ပုံကတော့မှတ်မိရအရန်လွယ်ပါတယ်အင်ဂျီချွတ်နဲ့ရိုက်ထားတဲ့အားကစားပုံကြီးလေးကြည့်ရတာပွင့်လင်းတယောက်နဲ့တမင်လို့ယူထားမှန်းသိတာလုံးနေတယ်မင်္ဂလာပါအမကျန်တင်းကျွန်တော်ကိုမှတ်မိသေးရဲ့လားကျွန်တော်ကထန်ချန်ရဲ့အခန်းဖော်ဝမ်လေးပါအမကျွန်တော်ကိုရွေးလို့ခေါ်လို့ရပါတယ်နော်ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေကအဲ့ဒီလိုပဲခေါ်ကြလို့ပါဒီနေ့အမနဲ့ထန်ချန်တို့စကားပြောနေတာကိုနှောက်ယှက်မိတယ်လို့ဖြစ်သွားတယ်ကျွန်တော်ကစိတ်ထဲမှာဘာကောက်ကြံမှုမှမရှိတတ်တယ်လို့စကားပြောရင်လည်းစင်ကျင်လေးမရှိဘူးလေစိတ်ထဲရှိတဲ့အတိုင်းလွတ်ခနဲ့ပြောချတတ်လို့ထန်ချန်ကတော့စိတ်ဆိုးသွားပုံရတယ်ကျွန်တော်တကယ်တမင်လောက်တာမဟုတ်ရပါဘူးဗျာအားတဲ့တနေ့အမနဲ့ထန်ချန်ကိုထမင်းဝယ်ကြွေးပါရစေတောင်းပန်တဲ့အနေနဲ့ပေါ့တဲ့ဝမ်လေး message ပို့ထားတဲ့အချိန်ကိုကျွန်တော်ကြည့်လိုက်တော့လာမဲ့တော့ကြာနေညနေခင်းဖြစ်နေတယ်အဲ့ဒီအချိန်ကကွက်တီကျွန်တော်ရွေးချယ်ခွင့်ရှိတဲ့ဘာသာရက်တက်ရမယ့်အချိန်လေးစက်ခရင်ရှော့ပုံရဲ့အောက်မှာတော့ကျန်တင်းကမေကုန်းထုတ်တဲ့တင်ကေတာ3ခုကိုဆက်တိုက်ပို့ထားပါတယ်ထန်ချန်ဒါနင်းရဲ့စောစောကအခန်းဖော်ဆိုတဲ့သူလားသူဘာလို့ချင်နေတာလဲငါ့ကိုရန်လာစနေတာလားတဲ့ကျွန်တော်လဲနဘူးကိုလက်နဲ့ဇန်းလိုက်မိတယ်တကယ်ပါပဲကျန်တင်းကဝမ်လေးဆိုတာဘယ်သူမှန်းတောင်မမှတ်မိတော့ဘူးလေကျွန်တော်စာပြန်ဖို့တောင်အချိန်မရလိုက်ဘူးကျန်တင်းစီကနေအတန်မက်ဆေ့ချ်ရှေ့ကြီးတစ်ခုဝင်လာပါတော့တယ်ငါနားထောင်ကြည့်လိုက်တယ်ဒါကတိတိတာတာကြီးကိုရန်လာစနေတာသူငါ့ကိုရန်လာစနေတာလေနင်းနဲ့အခန်းတစ်ခန်းနဲ့အတူတူနေရတယ်ဆိုပြီးငါ့ကိုလာကြွားနေတာနင်းရဲ့အင်ဂျီတွေကိုလည်းကင်ခွင့်ရှိတယ်ပြီးတော့အင်ဂျီချွတ်ကြီးနဲ့နင်းရှိမှာမြူဆွဲပြလို့ရတယ်ဆိုပြီးတော့ပေါ့ကျွန်တော်အတန်မက်ဆေ့ချ်ကိုတောင်ဆုံးအောင်နားမထောင်ရသေးဘူးအောက်ထပ်ကနေအရေးပေါ်လူစုဖို့ခရမုတ်တန်ထွက်ပေါ်လာပါတယ်အဆောင်တစ်ဆောင်လုံးလည်းချက်ချင်း profile ဖြစ်သွားတာပေါ့ကျွန်တော်အဆောင်ကိုပြန်ရောက်တဲ့အချိန်မှာနာရီဝက်လောက်တောင်ကြာသွားခဲ့ပြီအနှဲငယ်အတန်ပြောင်းနေတဲ့အဲ့ဒီအတန်မက်ဆေ့ချ်ထဲမှာတော့ကျန်နေရဲ့အတန်ကငိုတန်လေးပါနေပါတယ်ထန်ချန်နင်ဘာလို့ငါးစာကိုပြန်မပို့တာလဲနင်သူ့ရဲ့မြူဆွဲတာကိုခံလိုက်ရပြီလားနင်သူ့ကိုရွေးလံလို့တောင်ခေါ်နေပြီလားလာမဲ့တော့ကြာနေကထမင်းစားပွဲမှာနင်တို့နှစ်ယောက်ငါ့ကိုအပြက်ရှင်းကြတော့မလို့လားပြီးရင်နင်ငါ့ကိုမလိုချင်တော့ဘူးပေါ့ငါ့ကိုတော့ပြစ်မသွားပါနဲ့ဟာငါကသူ့ထက်မညံ့ပါဘူးတဲ့အဲ့ဒီနောက်ချက်ချင်းဆိုသလိုထပ်ဝင်လာတာကတော့ရှူထောက်မျိုးကနေရိုက်ထားတဲ့သူမရဲ့ဘိုက်ကြွက်သားလိုင်းတွေလှပတဲ့ခြေတံတွေလေးတွေနဲ့ညှက်ရိုးပုံတွေပါပဲကျန်တင်းကပုံမှန်ဆိုကျွန်တော်ရှေ့မှာအရန်တွက်လက်ပေမဲ့အပြင်လူတွေရှေ့မှာဆိုအရန်ကိုအေးဆက်ဆက်နိုင်တာပါအခုလိုကိုယ်တိုင်စပြုပြီးတက်တက်ကြွကြွလုပ်ပြတာမျိုးကရှားပါတယ်ဖော်ပြထားတဲ့အသားရည်လေးတွေမှာရှက်သွေးဖြာနေလို့ပန်းသွေးရောင်လေးတွေတန်းနေပါတယ်ကျန်တင်းရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ချိုးစားကငကိုကလေးကအရန်လာတာဆိုတော့ဓာတ်ပုံတွေကိုကြည့်ရင်းနဲ့ကျွန်တော်တောင်ရင်ခုန်သွားမိတယ်အခုအခြေအနေဒါမပေးလို့ပေါ့မဟုတ်ရင်ကျွန်တော်တေချာပေါက်ဗီဒီယိုကောက်ခေါ်ပြီးသူမကိုအင်ဂျီအစုံစားလဲဝတ်ခိုင်းပြီးထိုင်ကြည့်နေမိမှာပါနောက်ဆုံးအတန်မက်ဆေ့ချ်မှာတော့ကျန်တင်းကသွားကြိတ်ပြီးဝမ်လေးကိုနမီတက်လိုက်ပါတယ်ဒီကောက်ချစ်စင်းလဲတဲ့ဂေးကောင်တဲ့လေဝမ်လေးကလိန်တူရောလိန်ခွဲပါကြိုက်တက်တဲ့သူဟုတ်မဟုတ်တော့ကျွန်တော်မသိဘူး
ဒါပေမဲ့သူမိန်းကလေးတွေကိုကြိုက်တယ်ဆိုတာကတော့တေချာပါတယ်စစ်တင်တန်းကာလကြီးကတကယ်ကိုပြင်းစရာကောင်းလို့တော့ပျော်စရာလေးနည်းနည်းရှာတာလည်းမစိုးပါဘူးလေကျွန်တော်လည်းကြံနှင်းကိုဝမ်လေးရဲ့ဖြန့်အပ်တာကိုလက်ခံခိုင်းလိုက်ပြီးသူတို့ရဲ့ချက်တင်မှတ်တမ်းတွေကိုပါကျွန်တော်စီအချိန်နဲ့တပြေးညီပြန်ပို့ပေးဖို့ပြောထားလိုက်ပါတယ်အစပိုင်းမှာတော့ဝမ်လေးကတည်ငြိမ်တဲ့ပုံစံလေးဟန်ဆောင်ပြီးကြံနှင်းတဲ့စကားကိုဟိုရောက်ဒီရောက်ပြောနေတာပါကြံနှင်းကသူ့ကိုစာပြန်လေးတိတ်မရှိပါဘူးကျွန်တော်ကြောင်းပါလာတဲ့အချိန်လောက်မှပဲပြီးစလွယ်စကားနဲ့ပြန်ပြောတာပါဝမ်လေးကလည်းစိတ်မဆိုးပါဘူးမျက်နှာပြောင်တိုက်ပြီးစကားပြောစရာအကြောင်းအရာတွေကိုဆက်ရှာနေတော့မှာပဲကြံနှင်းနဲ့စကားပြောတဲ့အခါဝမ်လေးကစတစ်ကာတွေပို့ရတာကိုအထူးသဖြင့်ကြိုက်ပါတယ်အဲ့ဒါတွေကလည်းသူ့ရဲ့ကိုယ်ပိုင်ချက်ပုံလေးတွေနဲ့လှုပ်ထားတာကြီးပါပဲချစ်စရာကောင်းတဲ့ပုံချွဲနွဲ့နေတဲ့ပုံအထာပေးနေတဲ့ပုံနောက်ပြောင်နေတဲ့ပုံတွေဆိုပြီးစုံနေတာပါပဲအားလုံးကလည်းအပြင်းထန်အလင်းမောင်ပြင်ထားတဲ့ပုံတွေဖြစ်ပြီးအင်ဂျီကိုဖော်တဝက်ဖုံးတဝက်ဝတ်ထားတာတွေကြီးပါပဲသူတို့နှစ်ယောက်ရဲ့ချက်တင်မှတ်တမ်းကိုနှိပ်ကြည့်လိုက်ရတာဇလန်တွဲကြည့်နေရင်းနဲ့ရုတ်တရက်ကြီးစဉ်းစားမပါတဲ့အောက်တန်းကြကြော်ညာတွေခုန်ထွက်လာတာကိုမြင်လိုက်ရတယ်လို့ပါပဲတကယ်လို့တခြားမိန်းကလေးတယောက်သာဆိုရင်တော့တကယ်ပဲစိတ်လှုပ်ရှားသွားနိုင်ပါတယ်ကြံနှင်းလို့အခြေယူလေးမို့လို့သာဝမ်လေးရဲ့မြူဆွဲတာကိုရမ်းဆက်တယ်လို့ထင်နေတာပါဝမ်လေးကသူမစီ message ပို့လိုက်တာနဲ့တပြိုင်နက်ကြံနှင်းကလည်းကျွန်တော်စီကိုဆွဲဆောင်မှုရှိတဲ့တပ်ပုံတွေချက်ချင်းပို့လာပါတော့တယ်လူဆိုတာဖိအားရှိလာရင်တွန်းအားဆိုတာရှိလာတာပဲလေဝမ်လေးရဲ့ရန်စမှုအောက်မှာကြံနှင်းတယောက်စွမ်းရည်အစ်စ်တွေကိုဖွင့်ချလိုက်တယ်လို့ပါပဲအစီကံမလေးဝတ်စုံကြောင်သားရွက်လေးတွေမြေခွေးမီးလေးတွေရှက်အင်ကြီးညက်လေးတွေနဲ့ကျွန်တော်ကိုမျက်နှာတွေညီရဲပြီးရင်တွေခုံလာအောင်ကိုအစွမ်းပြနေပါတော့တယ်ကျွန်တော်ကလည်းအမှန်ကိုဖွင့်ပြောဖို့အစီအစဉ်မရှိပါဘူးကြံနှင်းဒီလိုဖြစ်နေတာကိုကြည့်ရတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေလို့လေအဆောင်ထဲမှာကိုဟန်မျိုးမျိုးပြပြီးတပ်ပုံရိုက်ဖို့ post ပေးနေတဲ့ဝမ်လေးကိုကြည့်ရင်ကျွန်တော်တကယ်ပြောလိုက်ချင်ပါတယ်ငါနဲ့အပြိုင်ဆိုင်တဝင်းတို့နေမဲ့အချိန်ရှိရင်ကြံနှင်းမင်းကိုဆက်ပြီးအပြိုင်မဆိုင်ချင်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအရင်စဉ်းစားလိုက်ပါလို့လေကျွန်တော်ကတော့အောင် AB ကြည့်နေနိုင်သေးပေမဲ့ချီဝေးကတော့လုံးဝတိမခံနိုင်တော့ပါဘူးတော့ကြနေရောက်တော့ဝမ်လေးကမနဲ့စောစောစီစီကလေးကအလှပြင်နေပြီးစူညံနေလို့အခြားလူတွေလုံးဝအိတ်လို့မရတော့ပါဘူးစံပင်ဖြန်းစေးတွေဖြန်းတာချီချီနဲ့အတန်တွေထွက်နေပြီးသူကဖုံးကိုကြည့်ကြည့်ပြီးတစ်ချက်ရဲတန်တွေလည်းထွက်နေပါသေးတယ်ဘေးကုတင်ကကုတင်ကန်းစီကကြက်ခနဲပွင့်သွားပြီးချီဝေးကခေါင်းထွက်လာကဝမ်လေးမင်းယူနေလားမနဲ့9 နာရီကြီးမှဒီမှာလာပြီးဘာတွေစူညံနေတာလဲလို့អော်ပါတော့တယ်ဝမ်လေးကတော့စိတ်ချနေကအထူးကောင်းမွန်နေပါတယ်သူကမိမလျာလေးလိုဟန်ဆောင်ပြီးစံပင်ကိုတက်ချလိုက်ပါတယ်အားနာလိုက်တာဒီနေ့ဒိတ်လို့ဆရာရှိလို့စောစောထလိုက်မိတာပါလို့ပြောလိုက်တယ်ဒိတ်ဆိုတဲ့စကားလုံးကိုသူကတမင်ဖိပြီးပြောလိုက်တာပါပြီးတော့ကျွန်တော်ကိုလန့်ကြည့်လာတဲ့သူ့မျက်လုံးတွေထဲမှာအောင်နိုင်သူလိုဂုံယူဝင်းကြွားမှုတွေနဲ့ရန်ဆက်ချင်တဲ့အရေးအယောင်တွေပြည့်ပါပဲဒိတ်လုံးမယ်ပေါ့လေလို့ကျွန်တော်လည်းတမင်အတန်ကိုဆွဲပြီးပြောလိုက်ပါတယ်ဝမ်လေးကကျွန်တော်နဲ့ကြံနှင်းကိုထမင်းဝယ်ကျွေးပြီးတောင်းပန်မယ်လို့ပြောထားခဲ့ပူပါတယ်ဒါပေမဲ့သူကကြံနှင်းကိုပဲချင်းခဲ့ပြီးကျွန်တော်ကိုတော့ခေါ်ဖို့လုံးဝစိတ်ကူးမရှိခဲ့ပါဘူးဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်ဘာသာသွားလိုက်မှာပါကြံနှင်းကအပေါ်ယံကြည့်ရင်စကားပြောရလွယ်တဲ့ပုံပေါက်ပေမဲ့တကယ်ရန်ကြတော့အရန်ကိုကြီးကြစီစားကြောင်တက်တာပါဝမ်လေးကတော့တေချာကြိုတင်လေးလာထားပုံရပါတယ်သူရွေးထားတဲ့ထမင်းကျွေးမဲ့နေရာကကျောင်းသားမှာဈေးကြီးဆုံးစားတောက်ဆိုင်လေးကျွန်တော်ကချီဝေးနဲ့ဆူရန်တို့ကိုဆွဲခေါ်ပြီးအဲ့ဒီကိုရောက်သွားတဲ့အချိန်မှာကြံနှင်းကသူ့ရှေ့မှာချထားတဲ့ကာဗီယာကိုယွင်ရှာတဲ့မျက်နှာထားနဲ့ကြည့်ပြီးတပြင်းချနေပါတယ်သူကငငယ်ကလေးကအလိုလိုက်ခံပြီးကြီးပြင်းလာခဲ့ရတာဆိုတော့ဒီလောက်အဆင့်တန်းမမီတဲ့ကာဗီယာကိုဘယ်ချိန်ကညာစားဘူးခဲ့မှာလဲကျွန်တော်ကြောင့်တာမဟုတ်ရင်သူကဒီဆိုင်တကားကိုတောင်ဝင်လာမှာမဟုတ်ပါဘူးဒါပေမဲ့ဝမ်လေးရေချိုးကန်းကနေပြန်ထွက်လာတဲ့အချိန်မှာတော့ကြံနှင်းလည်းချက်ချင်းတက်ကြွသွားပြီးခါကိုမမတ်ဆက်လိုက်ပါတယ်လက်နှစ်ဖက်ကိုရှက်ပြီးစားပွဲပေါ်တင်ထားလိုက်တယ်ဝမ်လေးကိုလန့်ကြည့်လိုက်တဲ့သူမရဲ့မျက်လုံးတွေထဲမှာစူးစမ်းမှုက3ပုံအထင်သေးမှုက3ပုံရန်စမှုက3ပုံနဲ့တတိထားမှုကတပုံလောက်ပါဝင်နေပါတယ်ဝမ်လေးကတေချာပေါက်မိတ်ကပ်သွားပြင်လာတာတိတာလုံးပါတယ်ပြီးတော့ရှက်အင်ကြီးကျဲသီးနှလုံးကိုလည်းတမင်ဖြုတ်ထားသေးတယ်သူတကိုယ်လုံးကြည့်ရတာတက်ကြွနေပေမဲ့တမင်လို့ယူထားမှန်းတိတာလုံးပါတယ်ကြံနှင်းရဲ့မျက်လုံးထဲကတတိထားမှုတွေကပိုပြီးနှဆိုင်သွားပါတယ်ခေါင်းထဲမှာအနေရရှိတယ်လို့ခံစားနေရတဲ့အတွက်ဝမ်လေးဖြတ်လျှောက်သွားရင်သူမရဲ့ပခုံးကိုတမင်ပုတ်တိုက်သွားတဲ့လက်ကိုတောင်တတိမထားမိလိုက်ပါဘူးကြံနှင်းကချောင်းတစ်ချက်ဟပ်လိုက်ပြီးဂယူးမဆိုင်တဲ့ပုံစံမျိုးနဲ့စကားစလိုက်ပါတယ်ဝမ်လေးဆိုတာမင်းလားထန်ကြံရဲ့အခန်းဖော်ပေါ့ဝမ်လေးကချွဲနွဲ့ရဲ့ပုံစံလေးဟန်ဆောင်ပြီးအမကျွန်တော်ပြောပြီးသားလေကျွန်တော်ကိုရွေးလို့ပဲခေါ်ပါလို့ကြံနှင်းရဲ့လက်စလုံးလေးလှုပ်ရှားသွားပြီးအတန်ကနင်းနေတောင့်တင်းနေပါတယ်ထန်ကြံကတော်မင်းကိုအဲ့ဒီလိုပဲခေါ်တာလားဝမ်လေးကကြံနှင်းပါဆက်ကနေကျွန်တော်အကြောင်းကြီးထွက်နေတာကိုနင်းနေစိတ်မရှိတော့ဘူးထင်ပါတယ်ပြီးစလွယ်စကားနှစ်ခုလောက်ပြန်ပြောပြီးစကားလမ်းကြောင်းလွဲချင်နေပါတယ်ကြံနှင်းရဲ့မျက်နှာမူရာကရှုပ်ထွေးသွားပြီးလေကိုပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကမေးလိုက်ပါတယ်မင်းဒီနေ့ငါ့ကိုလာရှာတာမင်းအတွက်အခွင့်အရေးရှိသေးတယ်လို့ထင်နေလို့လားကြံနှင်းကိုယ်တိုင်ပွင့်ပွင့်လင်းလင်းပြောလာတာကိုမြင်တော့ဝမ်လေးလည်းဆက်ပြီးဟန်ဆောင်မနေတော့ပါဘူးသူကမေးစေကိုလက်နဲ့ထောက်ပြီးအရန်ကိုဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့ပြန်မေးပါတယ်အမေရောကျွန်တော်မှအခွင့်အရေးရှိမယ်လို့ထင်လို့လားဝန်ခံရရင်တော့ဝမ်လေးရဲ့ရုပ်ရည်ကတကယ်ကိုမစိုးပါဘူးစံပင်ကိုလည်းတေးတေးချာချာပုံသွင်းထားပါတယ်ကိုချက်ချက်အင်ဂျီကသူ့ရဲ့ကြွက်သားမြောင်းတွေကိုတိတာထင်ရှားနေစေပါတယ်တက်ကြပြီးခံရတဲ့ပုံစံမျိုးပါပဲဝမ်လေးရဲ့ဒီလောက်ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံကကြံနှင်းကိုလုံးဝတိမခံနိုင်တော့အောင်ဖြစ်သွားစေပါတယ်သူမကအေးဆက်ဆက်တစ်ချက်ရဲချလိုက်ပြီးငါတော့မင်းမအခွင့်အရေးနည်းနည်းလေးတောင်မရှိဘူးလို့ထင်နေတဲ့ဝမ်လေးကပါးဆက်ကိုအုပ်ပြီးချွဲနွဲ့နွဲ့လေးရဲလိုက်ပါတယ်ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောတာကိုအပြစ်မတင်ပါနဲ့နော်အမတ်နဲ့ထန်ချန်ကလုံးဝကိုမလိုက်ဖက်ဘူးလို့ကျွန်တော်ထင်ပါတယ်ဝမ်လေးရဲ့တည်ငြိမ်လာတဲ့လေတံကိုကြားလိုက်ရတော့ကြံနှင်းတယောက်လုံးဝပောက်ကွဲသွားပါတော့တယ်နင်းကဘာအကြောင်းပြချက်နဲ့ငါကထန်ချန်နဲ့မထိုက်တန်ဘူးလို့ပြောရတာလဲငါတို့က10နှစ်ကျော်ကြာပေါင်းလာတဲ့ငယ်သူငယ်ချင်းတွေလေနင့်လိုတိတာမှ10ရက်လောက်ပဲရှိသေးတဲ့အခန်းဖော်တယောက်ကဘာအကြောင်းနဲ့ဒီလိုမျိုးလာပြောရတာလဲထန်ချန်ဘာစားရတာကြိုက်လဲသူအကြိုက်ဆုံးအဆိုတော်ကဘသူလဲအနှစ်သက်ဆုံးအယောင်ကဘာလဲဆိုတာကိုရောနင်းသိရလားကျွန်တော်တောင်ရှေ့တိုးပြီးဝင်သားဖို့အချိန်မရလိုက်ဘူးကြံနှင်းကအဲ့ဒီကာဗီယာပန်းကန်ကိုဝမ်လေးရဲ့ရှေ့ကိုထိုးပေးလိုက်ပါပြီဒီလိုငါးဦးမျိုးကိုငါအိမ်ကခွေးတောင်မစားဘူးနင့်ကိုထန်ချန်ကမျက်စိကျမယ်လို့နင်းကဘာကိုယုံကြည်ပြီးထင်နေရတာလဲ
ဘေးကနေအကုန်လုံးကိုမြင်နေရတဲ့ချီဝေးကတုံရင်နေတဲ့လက်ညှိုးနဲ့ဒေါသထွက်နေတဲ့ကြံနှင်းကိုလက်ညွန့်ပြပြီးတော့လက်ကိုပြန်ရုပ်လိုက်ပြီးသူ့ကောင်းဘေးမှာလက်ညှိုးလေးကိုဆက်ဝိုင်းပုံစံလှည့်ပြလိုက်ပါတယ်ပြီးမှကျွန်တော်ကိုလန့်ကြည့်လာပြီးထန်ချမ်းမင်းရဲ့ကောင်မလေးကခေါင်းသိမ့်မကောင်းဘူးထင်တယ်နော်ငါတင်းပြောတာတော့မဟုတ်ဘူးသူကအထက်တန်းလွာကမင်းသမီးလေးဖြစ်နေရင်တော့ငါတို့ကအယူမတယောက်ကိုတော့အင်ကိုဇနီးဖြစ်မခေါ်သွားနိုင်ဘူးလေကွာတဲ့ကျွန်တော်လည်းမတက်နိုင်တဲ့အဆုံးရှင်းပြလိုက်ပါတယ်သူကမယူပါဘူးအခြေယူလေးဖြစ်နေုံပါပဲကွာဝန်လေးဘလောက်ပဲထုံထိုင်းနေပါစေဒီလွဲချော်မှုကြီးကဘလောက်တောင်အတိတ်ပဲမဲ့နေလဲဆိုတာကိုတော့သဘောပေါက်သွားပါပြီကိုသဘောကျနေတဲ့လူကကိုကိုဂေးတယောက်လို့ထင်နေတာကိုခံလိုက်ရတော့သူတောင်နေနေကြောင်သွားပါတယ်သူကမျက်လုံးတွေကိုပြူးကျဲထားပြီးမျက်ကွင်းတွေနီးရဲလာကငိုတော့မဲ့ပုံစံမျိုးဖြစ်သွားပါတယ်အမအထင်လွဲနေပြီသူကသူ့နှုတ်ခမ်းကိုသူကိုက်လိုက်ပြီးကျွန်တော်သဘောကျနေတဲ့သူကအမြဲတမ်းအမပါပဲလို့ပြောလိုက်ပါတယ်ကျန်တင်းလဲတစ်ချက်ကြောင်သွားပြီးချက်ချင်းဆိုသလိုအရန်ကိုဝမ်းသာအားရဖြစ်သွားပါတယ်တိတ်မသေးချတဲ့လေတန်းနဲ့မေးလိုက်ပါတယ်ဒါဆိုနင်ကထန်ချန်ကိုသဘောကျတာမဟုတ်ဘူးပေါ့နင်သဘောကျတဲ့သူကငါပေါ့လေတဲ့ဝန်လေးကရှက်ရှက်နဲ့ခေါင်းညိတ်ပြလိုက်ပါတယ်ကျန်တင်းလဲချက်ချင်းစိတ်အေးသွားပြီးသူမရဲ့ရင်ဘတ်ကိုပိုပိုတာတာလေးပုတ်လိုက်ကလန့်တေတော့တာပဲငါတို့အိမ်ကထန်ချန်ကိုနင်မျက်စိကျသွားပြီလို့ငါထင်နေတာငါကလင်းတယောက်တည်းကိုအတူတူမျှဝေခံစားဖို့တောင်ပြင်ဆင်ပြီးသွားပြီဟာကိုသူမရဲ့လေတန်းထဲမှာဘေးရနေကြီးကနေလွတ်မြောက်လာတဲ့ဝမ်းမြောက်မှုတွေအပြည့်ပါပဲကို့တွေးတွေကဘာမှမမားဘူးလို့လုံးဝမထင်ထားမိဘူးဘေးနားကချီဝေးကရုတ်တရက်ခေါင်းကုန်သွားတယ်ကျွန်တော်အန်တားနေတော့မဲသူကရုတ်တရက်မတ်တက်ချက်လိုက်တယ်ဟာကွာဒီကောင်ကစားပွဲအောက်ကနေမင်းကောင်မလေးရဲ့ခြေထောက်ကိုပုတ်တီးပုတ်တက်လုံနေတာပဲဘာမှမသိရှာတဲ့ကြံနှင်းကိုကျွန်တော်ကြည့်လိုက်တယ်သူတို့နှစ်ယောက်ကြားမှာဘာမှမရှိဘူးဆိုတာကိုယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းသိနေပေမဲ့လည်းတဝင်းတို့တဲ့စိတ်တွေကတော့ဒါမရစီးမရပောက်ကွဲထွက်လာတော့တာပါပဲသူများကလက်ပါချေအားနဲ့အသားယူနေတာတောင်ဒီအယူမလေးကသဘောကျပြီးပြုံးဖြီးဖြီးလုံနေတော့မဲစိတ်ထဲကနေဒီလိုတွေးနေရင်နဲ့ကျွန်တော်ခန္ဓာကိုယ်ကလည်းအလိုလျောက်လှုပ်ရှားသွားတယ်စားပွဲနားကိုတောင်ကျွန်တော်မရောက်သေးဘူးဝန်လေးကအာမထိန်နိုင်ပဲကြံနှင်းကိုခြေထောက်နဲ့သွားကန်မိလိုက်တယ်ကြံနှင်းလည်းလန့်သွားပြီးကူလားထိုင်ပေါ်ကနေခုန်ထလာတော့တာပဲမျက်နှာမှာလည်းကြောက်လန့်တကြားနဲ့ပေါ့ဘာအညစ်ကြေးတွေလဲဖဲဆန်းသူអော်လိုက်တဲ့အတန်ကလည်းမသေးဘူးလေစားတောက်ဆိုင်တစ်ဆိုင်လုံးကလူတွေအကုန်လဲကြည့်လာကြတယ်ဝန်လေးရဲ့လေထဲမြောက်ထားတဲ့ခြေထောက်ကြီးကအဲ့ဒီအတိုင်းတောင်းတောင်းကြီးရက်သွားပြီးအဆက်ကွဲရတော့တာပါပဲသူကတောင်းတောင်းကြီးနဲ့စကားစပြောတယ်အမစကားတောင်မဆုံးသေးဘူးကြံနှင်းကဖြတ်ပြောလိုက်တယ်နင်ဘာလို့ချင်တာလဲတတိပေးလိုက်မယ်နော်ငါနာမကတ်နဲ့ငါကရေးစားရှိတဲ့သူဟဲ့နင်ဒီလိုလုပ်နေတာငါရှေ့နေနဲ့လိမ်ပိုင်းဆိုင်ရာနောက်ဆက်မှုနဲ့တရားစွဲခိုင်းလို့ရတယ်နော်ကြံနှင်းရဲ့မျက်နှာပြက်ပြီးလန့်သွားတဲ့ပုံစံကတကယ်ကိုရဲရလုံးလို့ချီဝေးတောင်မအောင်နိုင်ပဲအတန်ထွက်ပြီးရဲချလိုက်မိတယ်ဆိုင်တစ်ဆိုင်လုံးကိုအတိုင်းသားကြားသွားတာပဲအဲ့ဒီတော့မှကြံနှင်းကကျွန်တော်တို့ကိုမြင်သွားပြီးပြေးလာခဲ့တယ်ထန်ချန်ရှင်ရောက်လာပြီးကိုသူမကချီကျူးခံရဖို့စောင့်ရတဲ့ကြောင်ကလေးတစ်ကောင်လိုမျက်လုံးလေးအယောင်လက်ပြီးကျွန်တော်ကိုမောကြည့်နေတယ်ကျွန်တော်လည်းမနေနိုင်တော့ပဲသူမရဲ့ဆံပင်လေးတွေကိုအားရပါရပုတ်တက်ပေးလိုက်တယ်အလားအပတွေနဲ့ရင်ဆိုင်ရတာတောင်စိတ်မလှုပ်ရှားပဲတီတီငိမ့်ငိမ့်နေနိုင်ခဲ့လို့သဘောကျပြီးပြုံးလိုက်တာမျက်လုံးလေးတွေဆိုမြင်းတကြောင်လိုတောင်ဖြစ်သွားတယ်တကယ်လို့များသူ့မှာအမိသာရှိရင်အခုဆိုပန်ကာရွက်လိုတောင်တဝီဝီလဲနေလောက်ပြီကိစ္စကဒီချိန်နေထိရောက်လာတော့ဆိုင်ထဲကလူတွေလည်းထမင်းစားဖို့တောင်စိတ်မဝင်စားကြတော့ဘူးတယောက်ချင်းစီကနားရွက်လေးတွေထောင်ပြီးအတင်းဖြင်းနားထောင်ဖို့လုပ်နေကြတယ်အနားကလူတချို့ဆိုဖုံးတွေထုတ်ပြီးလက်ချောင်းလေးတွေတွတ်တွတ်လက်လက်နဲ့စားရိုက်နေကြပြီကြည့်ရတာတလောကလုံးကိုဖြန့်ဖို့လုပ်နေတဲ့ပုံပဲဘေးနားကလူတွေကသူ့ကိုတတိယလူတယောက်လိုအကြည့်တွေနဲ့ဝိုင်းကြည့်နေကြတော့ဝန်လေးကရှက်လဲရှက်ဒေါသလဲထွက်ပြီးမြေကြီးရဲ့တာတိုးဝင်သွားခြင်းစိတ်ပေါက်နေလောက်ပြီသူကအိတ်ကိုဆွဲပြီးထွက်ပြေးဖို့လုပ်ပေမဲ့ကျွန်တော်ကလန့်ခေါ်လိုက်တယ်ကျွန်တော်ကတီတီငိမ့်ငိမ့်နဲ့ပဲအားလုံးကเจ้าနေဖက်သူငယ်ချင်းတွေပဲလေအခုမှတွေ့တာကိုဘာလို့ပြေးမလို့လဲအတူတူထမင်းစားကြမယ်လို့ပြောထားတာမဟုတ်ဘူးလားထိုင်ပါဦးကွာလို့ပြောလိုက်တယ်ဝန်လေးအပေါ်ကျွန်တော်သဘောကောင်းပြလိုက်တဲ့အပြုအမူကြောင့်ပွဲကြည့်နေတဲ့လူတွေတောင်နည်းနည်းစိတ်ပြတ်သွားကြတယ်ချီဝေးကကျွန်တော်အင်ဂျီလက်ကိုဆွဲပြီးနားမလဲတဲ့ပုံစံနဲ့မေးတယ်မင်းကဘာလို့သူ့ကိုဝင်ပြီးအခြေအနေထိမ့်ပေးနေတာလဲငါမြင်တော့သူများချေရေးကိုဝင်နောက်ဆက်ချင်တဲ့ဒီလိုလူမျိုးကလူတကာရဲ့ကဲရဲရှုတ်ချတာကိုခံတင်တာပဲရေရလုံးလို့တည်တော့မယ်ကျွန်တော်ကသူ့ကိုဘလို့လို့ကူညီပြီးအကြက်တဲကနေကဲတင်ပေးမှလဲဝန်လေးလိုမျက်နှာပြောင်းတိုက်တဲ့လူမျိုးကိုကင်တွယ်ရတာသူ့ကိုအဆက်ခွဲယုံလောက်နဲ့မလုံလောက်ဘူးသူ့ရဲ့ငွေစစ်စစ်တွေကိုကုန်ကြခံစေမှပဲသူ့ကိုမှတ်လောက်သားလောက်ဖြစ်စေမှာကျွန်တော်မေးစေကိုအနှဲငယ်ပစ်လိုက်ပြီးတတိထားနေတဲ့ပုံနဲ့ဘာမှမသိဖြစ်နေတဲ့ဝန်လေးကိုကြည့်ရင်ကျွန်တော်နှုတ်ခမ်းထောက်မှာအပြုံးတစ်ခုပေါ်လာခဲ့တယ်မင်းကငါတို့ကိုတောင်းပန်တဲ့အနေနဲ့ထမင်းကျွေးမယ်ဆိုအခုကမကျွေးတော့ဘူးလားလူများရဲ့အကြည့်တွေအောက်မှာဝန်လေးကမတက်တာပဲပြန်လျှောက်လာပြီးအတင်းကရောပြုံးပြလိုက်ရတယ်ငါကပိုတဲ့မီနူးစာအုပ်များရှိသေးလားသွားမေးချင်လို့ပါကျွန်တော်စားပွဲပေါ်ကကျူအာကုတ်ကိုလက်နဲ့ညွှန်ပြလိုက်ပြီးဘာမှမသိတဲ့ပုံစံလေးဟန်ဆောင်ပြီးပြောလိုက်တယ်ဝန်လေးရာမင်းကလည်းခင်းနောက်ကျလိုက်တာအခုခေတ်ကအွန်လိုင်းကနေပဲမှာကြတာလေမင်းမသိဘူးတော့မပြောနဲ့နော်ကျွန်တော်လဲချီဝေးနဲ့စူရန်ကိုကုတ်စကင်ဖတ်ဖို့ခေါ်လိုက်တယ်အားလုံးအာမနာကြနဲ့နော်စားကျင်တာရှိရင်စိတ်ကြိုက်တာမှကြနည်းနည်းလေးပဲမှရင်ဝန်လေးကိုမျက်နှာမပေးရကြလိမ့်မယ်စူရန်ကတော့တတိထားပြီးအတုတ်တပွဲပဲမှပြီးရက်လိုက်တယ်ချီဝေးကတော့နည်းနည်းလေးမှအာမနာဘူးကြောက်ပူဆုံကင်းမုံငတ်တိုက်ဖရင်ကန်နန်းပိုက်ဆံမပေးရတဲ့အတိုင်းပဲတွေ့ရတွေရှောက်มาတော့တာပဲဝန်လေးမျက်နှာကြီးစိန်ကားသွားပြီးတွားကြိတ်ရင်တားရှာတယ်ထောပြီးတော့ပြီးဒီလောက်အများကြီးမှတာစားလို့ကုန်မှာမဟုတ်ဘူးအရန်နှမျောစရာကောင်းတယ်ကျွန်တော်ကမီနူးကိုရွေးရင်းနဲ့တစ်ဖက်ကလည်းအန်တသွားတဲ့ပုံစံဟန်ဆောင်ပြီးပါးဆက်ကိုအုပ်လိုက်တယ်ဝန်လေးမင်းပါတွေပြောနေတာလဲဘလို့လို့အလားဟာတာဖြစ်ရမှာလဲငါတို့ကအားလုံးပေါင်း9ယောက်တောင်ရှိတာလေမင်းကများမရှိရဲနဲ့ရှိဟန်ဆောင်ပြီးထမင်းကျွေးမယ်လို့ပြောပြီးပိုက်ဆံအလုံးလောက်မပါလာတာတော့မဟုတ်ပါဘူးနော်ကျွန်တော်တန်ကမတိုးဘူးလေအဲ့ဒါနဲ့ဘေးနားကလူတွေအကုန်လုံးဝိုင်းကြည့်လာကြပြန်တယ်ဝန်လေးကမတက်တာတဲ့အစုံတင်းငင်းချင်းရောက်ဆောင်ပြီးဘလို့လို့ဖြစ်နိုင်မှာလဲငါကအလားဟာတာဖြစ်မှာစိုးလို့ပြောတာပါမင်းတို့စိတ်ကြိုက်တာမှာအဝတာစားကြကျွန်တော်လည်းကျင်းနဲ့သွားတဲ့ပုံစံနဲ့ခေါင်းညိတ်လိုက်ပြီးလက်စော့ပြီးဖော်ချောက်ချန်ဟင်းလျာတပွဲထက်ထည့်လိုက်တယ်အဲ့ဒီနောက်မှတတိဝင်လာသလိုမျိုးခေါင်းမောလိုက်ပြီးဝန်လေးငါစောစောကစကားပြောမှသွားတာလားဟင်မင်းလုံးဝစိတ်မဆိုးနဲ့နော်ငါတမင်လောက်တာမဟုတ်ပါဘူး
မင်းလဲတီသားပဲငါကဒီလိုပဲစကားပြောရင်ခေါင်းထဲကနေတေချာမစင်စားတတ်ဘူးဝမ်လေးကကျွန်တော်ကိုကြည့်ပြီးရင်ကောင်အရှင်လက်လက်မျိုးချလိုက်ရတဲ့ရုပ်ကြီးနဲ့ဒါပေမဲ့လည်းသဘောထားကြီးရဲ့ပုံစံဟန်ဆောင်ပြီးခေါင်းခါပြရှာတယ်ကိစ္စမရှိပါဘူးလေဒီတနက်စာကရွန်9000နီးပါးလောက်ကုန်သွားတာဆိုတော့ဝမ်လေးရဲ့တလစာစားစရိတ်လောက်နီးပါးဖြစ်နေပြီလေပိုက်ဆံရှင်းတဲ့အချိန်မှာဆိုဝမ်လေးရဲ့လက်တွေတောင်တုံနေတာပဲစားတော့ဆိုင်ထဲကနေထွက်လာတော့ဝမ်လေးကစကားတခုမှမပြောဘဲနှုတ်ခမ်းကိုကိုက်ထားပြီးမျက်လုံးတွေနီးရဲလျက်ကြံနှင်းကိုလန့်ကြည့်နေတယ်လူဝိုင်းနိုင်ချင်းခံရလို့ဝမ်းနေနေတဲ့ပုံစံမျိုးပေါ့ကြံနှင်းကတော့အဲ့ဒါကိုလုံးဝမမြင်ဘူးကျွန်တော်ကိုနမ်းလိုက်ပြီးကားသွားယူဖို့ပျော်ရှင်တက်ကြွစွာနဲ့ပြေးထွက်သွားတယ်ဝမ်လေးရဲ့မျက်ရည်တွေကချက်ချင်းဆိုသလိုကျလာတော့တယ်သူကခေါင်းလှည့်ပြီးကျွန်တော်ကိုစူးစူးရဲရဲစိုက်ကြည့်နေတာသူ့မျက်လုံးတွေထဲမှာဒေါသတွေမကျေနပ်မှုတွေပြည့်နေပြီးကျွန်တော်ကိုအေးခဲသွားစေမတတ်ပါပဲကြံနှင်းပြန်ရောက်လာတဲ့အချိန်မှာတော့ဝမ်လေးကကျွန်တော်ဒေါသဆိုးလိုက်လို့ထွက်သွားနေပြီသူမကလူတယောက်ရော့သွားတာကိုတောင်လုံးဝသတိမထားမိရှာဘူးကျွန်တော်ကချီဝေးနဲ့စူရန်ကိုကားပေါ်တက်ပြီးကြောင်းတူတူပြန်ဖို့ခေါ်လိုက်တယ်ကြံနှင်းကမျက်နှာမှာအပြုံးလေးတက်ထားပြီးသူတို့နှစ်ယောက်ကိုတိတ်တိတ်လေးကြည့်နေရင်မဲ့အဲ့ဒီအကြည့်ကလူကိုရင်ထိတ်သွားစေတယ်ကြံနှင်းရဲ့စူးစိုက်ကြည့်နေတဲ့အကြည့်တွေအောက်မှာအကဲဆက်တဲ့စူရန်ကရုတ်တရက်ကြက်တီးဖြန်းဖြန်းထပ်သွားတယ်သူမကကားပေါ်တက်မလို့လုံနေတဲ့ချီဝေးကိုဆွဲထားလိုက်ပြီးရပါတယ်ငါတို့အရန်ပိုက်တင်းနေလို့လမ်းထဲနဲ့လျှောက်ပြီးအစာချေလိုက်ဦးမယ်ခါနေမှအငှားကားငါပြီးပြန်လိုက်မယ်လေချီဝေးကစကားပြောမလို့ပါဆက်ဟလိုက်ပေမဲ့ကြံနှင်းရဲ့အကြည့်နဲ့ဆုံသွားတဲ့အခါမှာတော့ပြောမဲ့စကားတွေကိုအတင်းပြန်မျိုးချလိုက်ရတယ်ဟုတ်တယ်ငါတို့အငှားကားနဲ့ပဲပြန်လိုက်မယ်အဲ့ဒီတော့မှကြံနှင်းရဲ့အကြည့်တွေကနူးညံ့သွားပြီးတကယ်ကိုရိုးသားပွင့်လင်းတဲ့အပြုံးမျိုးနဲ့ပြုံးလိုက်တယ်ကျွန်တော်ကထပ်ပြီးတိုက်တွန်းချင်သေးရဲ့မဲ့ကြံနှင်းကကျွန်တော်ကိုကားတဲ့အတင်းတွန်းထည့်လိုက်တယ်သူမကနောက်ခန်းထဲကနေကာတီယာလက်ပတ်နာရီနှလုံးကိုယူလာပြီးချီဝေးနဲ့စူရန်တို့စီပေးခိုင်းတယ်ချီဝေးကအရန်ကိုစိတ်လှုပ်ရှားနေရင်မဲ့ဟန်ကိုဖို့လုပ်ပြီးဒါကတိတ်မကောင်းပါဘူးကွာလို့ပြောတယ်ကျွန်တော်ကကားပြတင်းပေါက်ကနေကိုကိုကိုင်းထွက်ပြီးနိုင်ရီတွေကိုသူတို့နှစ်ယောက်ရင်ခွင်ထဲထည့်ပေးလိုက်တယ်ဟန်ဆောင်မနေစမ်းပါနဲ့ကွာကြောင်းဖွင့်စတွေ့ချင်းလက်ဆောင်ပေးရမှာကိုငါကကားပေါ်တင်ထားပြီးမင်းနေလို့ပါကျွန်တော်ကနောက်ခန်းမှာကြံနေခဲ့နောက်ထပ်နိုင်ရီတစ်လုံးကိုလန့်ကြည့်လိုက်ပြီးဝမ်လေးလိုလူစားမျိုးကငါရဲ့စေတနာနဲ့မထိုက်တန်ဘူးလို့စိတ်ထဲကနေတွေးလိုက်မိတယ်ချီဝေးကတော့ဝမ်းသာလုံးလို့ငိုတောင်ငိုချင်သွားတယ်အာအကိုချန်နောက်ဆိုဘာကိစ္စရှိငါ့ကိုသာအာမနာတန်းခိုင်းလိုက်တော့စူရန်ကဘာပြောရမှမသိဖြစ်နေပြီးရုတ်တရက်ရဲတင်းတဲ့အပြုတ်မှုတစ်ခုကိုလှုပ်လိုက်တယ်သူမကအနားကိုတိုးလာပြီးကျွန်တော်ကိုအားရပါရဖက်လိုက်တယ်အဖက်ခံရတာကကျွန်တော်ဖြစ်ပေမဲ့မျက်နှာရဲသွားတာကစူရန်ဖြစ်နေတယ်သူမကကျေးဇူးပဲနော်လို့တိုးတိုးလေးပြောတယ်ဘေးနာကချီဝေးကလည်းဖော်လန်ဖားတဲ့ပုံစံနဲ့ကျွန်တော်ကိုအဝေးကနေအနမ်းတွေပို့ပေးနေပြီးထန်းချမ်းမင်းကိုတိတ်ချစ်တာပဲကွာလို့ပြောတယ်ကျွန်တော်လည်းခေါင်းလေးကုပ်ပြီးသူတို့ရဲ့ရုတ်တရက်ပြသလာတဲ့နှွေးထွေးမှုတွေကြောင့်ဘာလို့ရမှန်းတော့မသိဖြစ်သွားတယ်ကျွန်တော်စကားပြောဖို့တောင်အချိန်မရလိုက်ဘူးခုနလေးတင်မျက်နှာမှာအပြုံးတွေဝေစာနေတဲ့ကြံနှင်းကရုတ်တရက်မျက်နှာထားတင်းသွားပြီးလီဘာကိုတအားနှင်းပြီးမောင်းထွက်သွားတော့တယ်အသေးပုံလေးတွေလုတ်ပြနေစေဖြစ်တဲ့သူတို့နှစ်ယောက်ကိုကားအိတ်ဆောင်ဝေးတွေပဲတိုက်ကြွေးခဲ့တာပေါ့ကျွန်တော်ကကြောင်းပြန်ခြင်းပေမဲ့ကြံနှင်းကကျွန်တော်ကိုကျွန်တော်တို့ရဲ့အစင်းမြင့်ကွန်ဒိုစီကိုတိုက်ရိုက်ခေါ်သွားတယ်ကားပေါ်ကစင်းစင်းချင်းပဲကျွန်တော်ကမျက်မှောင်ကျုပ်ပြီးသူမကိုကြည့်လိုက်တယ်ငါဒီနေ့အတန်းတက်စရာရှိသေးတယ်လေကြံနှင်းကကျွန်တော်ကိုရဲရဲမကြည့်ရဘူးသူ့အတန်ထဲမှာတတိထားမိဖို့ခက်တဲ့ဝမ်းနဲ့အားငယ်မှုလေးပါနေတယ်ငါကနင်းနဲ့နှစ်ယောက်တည်းခန့်လောက်အတူတူနေခြင်းလို့ပါတက္ကသိုလ်ရောက်ပြီးကတည်းကနင်းကပိုပြီးအလုပ်များလာတယ်ငါတို့နှစ်ယောက်အေးအေးဆေးဆေးအတူတူမနေရတာတော်တော်ကြာနေပြီလေသူမကခေါင်းလေးငုံထားပြီးဒဏ်ရာရထားတဲ့ကြောင်ပေါက်လေးတစ်ကောင်လိုပဲတက္ကသိုလ်ဆက်တက်ကစားကျောင်းဆောင်မှာပထမဆုံးချိန်နေရတာဆိုတော့ဘဝတစ်နဲ့အသားကြအောင်ကျွန်တော်စူးစမ်းနေရတယ်ဒါအပြင်ဘွဲနှစ်ခုယူထားတာရောနောက်တမရခြင်းလို့အတင်းဖွဲ့တွေမှာပါဝင်လှုပ်ရှားနေတာရောတစ်ချိန်တည်းမှာပဲအင်ကစီးပွားရေးလုပ်ငန်းတွေကိုစတင်လေ့လာနေတာတွေကြောင့်အလုပ်တွေရှုပ်နေခဲ့တာလေအမြဲတမ်းကြံနှင်းကပဲကျွန်တော်စီလာရှာရတာများတယ်စကားနည်းနည်းတောင်မပြောလိုက်ရပဲကျွန်တော်ကထွက်သွားရတာကြီးပဲဒီလိုပြန်တွေးကြည့်လိုက်တော့ကျွန်တော်ကလုံးဝကိုတောင်းမကြေတဲ့ရေးစားဆိုးကြီးဖြစ်နေတာပဲကြံနှင်းကခေါင်းမော့လာတော့မျက်ဝန်းလေးတွေကနင်းနေနေရဲနေတယ်ထန်ကြံငါနင်းကိုအပြစ်တင်နေတာမဟုတ်ပါဘူးငါကနင်းနဲ့အတူတူပဲရှိနေခြင်းလို့ပါသူမရဲ့အတန်လေးကတဖြည်းဖြည်းတိုးဝင်သွားတယ်ကျွန်တော်ရဲ့အကြည့်တွေကလည်းအလိုလျောက်အောက်ဘက်ကိုရောက်သွားတယ်ကြံနှင်းရဲ့ရှက်အင်ကြီးကျဲသီးတွေကဘယ်ချိန်ကလေးကပြုတ်နေမှန်းမသိဘူးလာပါတဲ့ညက်ရိုးလေးတွေနဲ့ဝိုးတော်မြင်နေရတဲ့ခနာကိုကောက်ကြောင်းလေးတွေကကျွန်တော်မျက်စိရှိမှထင်ရှားနေတယ်ကျွန်တော်စိတ်ထဲမှာတိတ်တိတ်လေးတွေးလိုက်မိတယ်ကြံနှင်းပိုးတဲ့ပုံတွေကတကယ်ကိုအတစ်လောက်ထားတာမဟုတ်ဘူးပဲသူမရဲ့ခနာကိုချိုးစားကတကယ်ကိုပိုပြီးလှလာတာကျွန်တော်ကချောင်းဟန့်လိုက်ပြီးကောင်းပါပြီကွာဒါပေမဲ့မင်းလိမ်မာရမယ်နော်ငါလက်ထဲကအလုပ်တွေပြီးသွားရင်မင်းကိုတေချာအချိန်ပေးပါမယ်အဲ့ဒီအခါကျမှကြံနှင်းမျက်နှာလေးချက်ချင်းဝင်းပါသွားပြီးပြုံးရှင်သွားတော့တယ်သူမကလိမ်မာရေးချရှိစွာနဲ့ခေါင်းညစ်ပြတယ်ကျွန်တော်အလုပ်တွေကိုခေါင်းငုံပြီးကြိုးကြိုးစားစားလုပ်နေလိုက်တာပြီးသွားတော့ညဘက်တောင်ရောက်လို့နီးပါဖြစ်နေပြီကျွန်တော်နာရီကိုကြည့်လိုက်ပြီးနင်းနေတော့စိတ်ညစ်သွားတယ်အခုချက်ချင်းပြန်မသွားရင်အဆောင်တကားပိတ်ချိန်ကိုမိတော့မှာမဟုတ်ဘူးလေဒီလိုဆိုရင်တော့ကြံနှင်းကိုချင်းထားတာပြက်ကွက်ရပြန်ပြီပေါ့ဒါနဲ့နေပါဦးကြံနှင်းပဲရောက်သွားတာလေကျွန်တော်မတက်တောင်မရသေးဘူးရေချိုးခန်းတကားကတခွက်ခနဲ့အတန်မြည်လာတယ်ကြံနှင်းကခက်ချောက်ချောက်ဖြစ်နေတဲ့ဆံပင်တွေကိုဖြန့်ချထားပြီးထွက်လာတယ်ရေနွေးငွေတွေကြောင့်သူမရဲ့မျက်တောင်လေးတွေကနီးရဲနေတယ်ဖြူဖွေးနေတဲ့ညက်ရိုးလေးတွေရဲ့အောက်မှာတော့ပါလွာတဲ့ညအိတ်ဝတ်စုံလေးကိုဝတ်ဆင်ထားတယ်ဝိုးတော်ရေကိုးရေငွေတွေကြားထဲမှာသူမရဲ့လှပတဲ့ခနာကိုကောက်ကြောင်းလေးတွေကအတိုင်းသားပေါ်လွင်နေတာပဲပိုပြီးအသေးအားစရာကောင်းတာကသူမခေါင်းပေါ်မှာတက်ထားတဲ့ကြောင်သားရွက်လေးတွေကလှုပ်တောင်လှုပ်နေသေးတာပဲကြောင်းပြန်မယ်ဆိုတဲ့စကားကကျွန်တော်လက်ချောင်းထဲမှာပဲချက်ချင်းတဆို့ပြီးပြန်ဝင်သွားတော့တယ်ထန်ကြံနှင်းရဲ့အတန်အဆုံးတက်လေးကတုံတုံရင်ရင်လေးဖြစ်နေတော့ကျွန်တော်ရင်ထဲမှာတောင်တလက်လက်ဖြစ်သွားတယ်နင်းသွားတော့မလို့လားဟင်ကိစ္စမရှိပါဘူးငါကလိမ့်ပါပါတယ်ငါတယောက်တည်းလဲနေနိုင်ပါတယ်ထန်ကြံနာနင်းကိုကြောင်းပြန်လိုက်ပို့ပေးရမလားသူမရဲ့တနာစရာကောင်းအောင်လုပ်နေတဲ့ပုံစံလေးကတကယ့်ကိုဟန်ဆောင်ကောင်းတဲ့ကောင်မလေးတယောက်လိုပဲဒါပေမဲ့လည်းဒီနှစ်တွေထဲမှာငါကဒီလိုပုံစံလေးကိုပဲအမြဲတမ်းအရှုံးပေးနေရတာလေသူမကိုကုတင်ပေါ်လဲချလိုက်တဲ့အချိန်မှာတောင်ကျွန်တော်ကချီဝေးစီကိုစာပို့ပြီးညဘက်အဆောင်စစ်တဲ့အချိန်ကျရင်ငါ့ကိုဖုံးကွယ်ပေးထားဖို့အကူအညီတောင်းရအောင်မယ်လို့တွေးနေသေးတာနောက်တစ်စက္ကန့်မှာပဲနူးညံ့တဲ့လက်တစ်ဖက်ကကျွန်တော်မျက်လုံးတွေကိုလာအုပ်လိုက်တယ်ကြံနှင်းရဲ့ချွဲနွဲ့နွဲ့အတန်လေးကရေနွေးငွေတွေနဲ့အတူကျွန်တော်နားနားလေးကိုကပ်ပြီးတိုးတိုးလေးပြောလာတယ်ထန်ကြံ
အာယုံစိုက်ထားလေနောက်နေ့မနက်မှာတော့ကျွန်တော်ရဲ့ဇီဝနာရီကအချိန်မှန်နှိုးပေးလိုက်တယ်ကုတင်ပေါ်ကနေဆင်းတဲ့အချိန်မှာတကိုယ်လုံးကြိုက်ခဲနေလို့မလဲကြအောင်မနှဲထိန်လိုက်ရတယ်ကျန်နင်းကဖြက်လက်စွာနဲ့ကျွန်တော်ကိုလမ်းဖမ်းထိန်ပေးလိုက်တယ်ဆောင်းထဲကနေသူမရဲ့ကြက်ရည်ရဲ့အတန်လေးထွက်လာတယ်ကျွန်တော်ဒေါသထွက်နဲ့ခေါင်းကိုကောက်ပြီးသူမစီပြစ်ပေါက်လိုက်တယ်ငါသာရဘက်အဆောင်မပြန်လို့အမတ်လျှော့ခံရရင်နင်းတော့တေးပြီးသားမှတ်ကျန်နင်းကရဲပြီးကျွန်တော်စီပြေးလာကဖတ်ထားလိုက်တယ်စိတ်ချပါငါနဲ့အတွက်စောစောကလေးကခွင့်တိုင်ပေးထားပြီးပြီကျွန်တော်သူမကိုမျက်စောင်းထိုးလိုက်ပြီးကြော်မင်းညကကိစ္စတွေအကုန်လုံးကနင်းစောစောကလေးကကြိုးပြီးအကွက်ချထားတာပေါ့လေကျန်နင်းရဲ့လက်တွေကမငြိမ်မသက်နဲ့စပြီးကလိလာတယ်ထန်ချန်အချိန်စောပါသေးတယ်ကွာနောက်တစ်စက္ကန့်မှာပဲဖုန်းလုံးခါတဲ့အတန်ကသူမရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်သွားစေတယ်ကျန်နင်းကစိတ်ရှုပ်သွားတဲ့မျက်နှာနဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တယ်မက်ဆေ့ချ်ကိုကြည့်ပြီးတာနဲ့သူမရဲ့မျက်နှာကတဖြည်းဖြည်းမင်းမောင်လာတယ်ကျွန်တော်လည်းတိကျင်စိတ်ကိုမထိန်နိုင်ပဲအနားကိုတိုးသွားလိုက်တယ်မက်ဆေ့ချ်ကဝန်လေးစီကပို့လာတာထန်ချန်မင်းညကအဆောင်ပြန်မလာဘူးကျွန်တော်နင်းနေစိုးရိမ်လို့ပါသူထမင်းစားပြီးတော့အမတ်နဲ့အတူတူရှိနေတာလားတွဲပို့ထားတဲ့ပုံကတော့ဘာမှမရှိတဲ့ကုတင်လူကြီးတစ်လုံးပုံပဲကိုယ့်ရဲ့ကိုရေးကိုယ်တာကိစ္စတွေကိုသူများကချောင်းကြည့်နေတာခံရလို့ကျန်နင်းဟာဒေါသထွက်ပြီးပူဖောင်းကားလေးလိုဖောင်းကားလာတော့တယ်လက်ကိုမြောက်ပြီးသူများကိစ္စဝင်မပါဖို့လမ်းဆဲတော့မလို့လုံနေတာဆဲဖို့လုံနေတဲ့ကျန်နင်းရဲ့လက်ကိုကျွန်တော်ဖမ်းဆွဲထားလိုက်ပြီးဖုန်းကိုယူကာစာတစ်ကြောင်းပြန်ပို့လိုက်တယ်ဟုတ်လားတစ်ဖက်လူကတအားမြန်ပြန်ပို့လာတယ်မနေ့ကတည်းမဟုတ်ဘူးတလောကလည်းသူမရှိဘူးထန်ချန်ကညဘက်အဆောင်မပြန်တာဒါတခါနှစ်ခါမဟုတ်တော့ဘူးပြီးတော့ကျွန်တော်ညဘက်တွေမှာသူကောင်မလေးအစ်စ်တွေနဲ့အပြင်ထွက်သွားတာကိုခဏခဏပတ်ပေးမိထားတာကျွန်တော်စာပြန်မပို့တော့ပဲတက်တည်ဖြစ်စက်ခရင်ကြီးကဖမ်းဖို့အလုပ်ရှုံနေလိုက်တယ်ဝန်လေးကခဏလေးအတွင်းမှာပဲ message ထပ်ပို့လာပြန်တယ်အမအများကြီးမတွေးပါနဲ့ကျွန်တော်ဒါတွေပို့ရတာကအမတို့နှစ်ယောက်ကြားမှာရန်တိုက်ပေးခြင်းလို့မဟုတ်ပါဘူးကျွန်တော်ကစကားပြောရင်ပွင့်ပွင့်လင်းလင်းပြောတတ်လို့ပါထန်ချန်ဒီတိုင်းဆက်သွားနေရင်လူဆိုးတွေနဲ့တွေ့သွားမှာစိုးရိမ်လို့ပါပြီးတော့အမကဒီလောက်သဘောကောင်းတာကိုအမဒီလိုလက်စားခံနေရတာကိုကျွန်တော်တကယ်ကိုမျက်မြင်မကြည့်ရတော့လို့ပါကျန်နင်းကတော့ဒေါသတွေအထွတ်ထိပ်ရောက်ပြီးပောက်ကွဲသွားတော့တယ်ဒီကောင်ငါ့ကိုဘလို့တောင်လှုပ်ကြံဖန်တီးပြီးရုပ်မာရဲရတာလဲကျွန်တော်ကဖောင်းကားနေတဲ့သူမရဲ့ပါးလေးကိုဆွဲလိန်လိုက်ပြီးတိုးတိုးလေးချော့ပြောလိုက်တယ်စိတ်မဆိုးပါနဲ့ကွာမင်းယောက်ျားကအဲ့လောက်အနိုင်ကျင့်ခံရမဲ့လူမျိုးမှမဟုတ်တာကျွန်တော်ကကျန်နင်းရဲ့အကူအညီပေးခြင်းနဲ့ဆန္ဒကိုညှင်းပယ်လိုက်တယ်ဖုန်းကိုကင်ပြီးကျောင်းကအတိုင်ပင်ခံဆရာမစီကိုတိုက်ရိုက်သွားလိုက်တယ်ဆရာကျွန်တော်ကျောင်းမှာဆေးခတ်ခံရတယ်လို့တန်တရားရှိနေပါတယ်ကျွန်တော်ရဲတိုင်ကျင်ပါတယ်ဆရာမလဲလန့်သွားတယ်ဘာတွေဖြစ်ကုန်တာလဲကျွန်တော်ကဖုန်းရဲကစားပို့ထားတဲ့မှတ်တမ်းတွေကိုဆရာမစီထုတ်ပြလိုက်တယ်ဝန်လေးကကျွန်တော်ညဘက်အဆောင်ခဏခဏမပြန်ဘူးလို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်မနေ့ညကတညာပဲမပြန်ဖြစ်ခဲ့တာပါပြီးတော့ဆရာမကိုလည်းစောစောကလေးကခွင့်တိုင်ထားပြီးသားလေကျန်တဲ့အချိန်တွေအကုန်လုံးကျွန်တော်ကျောင်းမှာပဲရှိနေတာပါဒါပေမဲ့ကျောင်းသားဝန်လေးကတော့အသေးချာကိုဆွဆွဲနေတာပဲကျွန်တော်ညာတန်းကောင်မှာကောင်မလေးအစ်စ်တွေနဲ့အပြင်ထွက်တာကိုသူမြင်နေတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မှလုံးဝကိုမှတ်ဉာဏ်မရှိဘူးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်အလေးနဲ့တန်တရားရှိတာကကျွန်တော်တယောက်ယောက်ရဲ့ဈေးခတ်တာကိုခံလိုက်ရပြီထင်တယ်တရားခံကကျောင်းရဲမှာပဲရှိနေနိုင်တယ်တကျောင်းလုံးကဆရာမတွေနဲ့ကျောင်းသားတွေရဲ့လုံခြုံရေးအတွက်ဒီကိစ္စကိုရဲတိုင်ပြီးဖြေရှင်းဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဆရာမကချက်ချင်းပဲဖုံးဆက်ပြီးဝန်လေးကိုခေါ်လိုက်တယ်ရုံးခန်းထဲမှာတော့ဝန်လေးတယောက်ဆရာမရဲ့မိကုန်းတွေကြောင့်မျက်နှာကြီးဖြူဖက်ဖြူရောဖြစ်နေပြီဒါပေမဲ့အခုထိခေါင်းမာပြီးငင်းနေတော့မယ်ညဘက်အရမ်းမောင်နေလို့ကျွန်တော်လူမြင်မာတာဖြစ်မှာပါကျွန်တော်ကဘာလို့တောင်းပန်ရမှာလဲဒါပေမဲ့ဘယ်နေရာမှာအတိအကျမြင်ခဲ့တာလဲလို့မေးလိုက်တော့သူကအထစ်ထစ်ငေါငေါနဲ့ဘာမှရေးရရပြန်မပြောနိုင်ဘူးလေလုံးဝနောင်တမရတဲ့သူ့ရဲ့ပုံစံကိုကြည့်ပြီးကျွန်တော်လောင်ပြုံးတစ်ခုပြုံးလိုက်တယ်ဆရာကျောင်းသားဝန်လေးကမတောင်းပန်ခြင်းဘူးဆိုတော့လေကျွန်တော်တို့ရဲပဲတိုက်လိုက်ကြရအောင်အတိုင်ပင်ခံဆရာမလည်းပြာရခတ်သွားပြီးဝန်လေးကိုဒေါသတကြီးလန့်ပြောတယ်သူ့မှာတက်တည်ရှိနေတာကိုမင်းရဲ့ကိုရေးမှတ်တမ်းမှာတစ်သက်လုံးဖြတ်ပြစ်လို့မရတော့မဲ့အပြစ်ပေးခံရတဲ့မှတ်တမ်းကြီးချန်ထားခဲ့ခြင်းလို့လားအပြစ်ပေးဆိုတဲ့စကားလုံးနှလုံးကိုကြားလိုက်တာနဲ့ဝန်လေးရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားတော့တယ်သူကမိမောင်နေတဲ့မျက်နှာနဲ့ကျွန်တော်ကိုတောင်းပန်လာတယ်ထန်ချန်ငါ့ကိုတောင်းပန်ပါတယ်ငါမားသွားပါတယ်ငါစကားတွေဟိုပြောဒီပြောမပြောခဲ့တင်ပါဘူးငါ့ကိုခွင့်လွှတ်ပေးပါကွာကျွန်တော်ဘာမှပြန်မပြောဘဲတိတ်တိတ်လေးပဲနေလိုက်တယ်ဝန်လေးကသွားကိုစိတ်ကသူ့ပါးကိုသူရုတ်တရက်အားကုန်လန့်ရချလိုက်တော့မျက်ရည်တွေကချက်ချင်းဆိုသလိုကျဆင်းလာတယ်ထန်ချန်ငါတကယ်ကိုမမှန်းသိပါပြီကွာငါအပြစ်ပေးခံရလို့မဖြစ်ဘူးအဲ့ဒီလိုဆိုရင်ငါတစ်သက်လုံးပျက်စီးသွားလိမ့်မယ်အတိုင်ပင်ခံဆရာမကလည်းဘေးနားကနေဝင်ပြီးတောင်းပန်ပေးလာတယ်အတန်းဖော်တွေဖြစ်နေတဲ့မျက်နှာကိုထောက်ပြီးသူ့ကိုဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်ပါကွယ်ကိစ္စတွေကိုဒီထက်ပိုပြီးကြီးမားမသွားစေပါနဲ့တော့ဖြန်းစက်တိုက်ဆိုသလိုကျေလောင်ပြတ်သားတဲ့ပါးရိုက်တံတွေထွက်ပေါ်လာတယ်ဝန်လေးရဲ့မျက်နှာကြီးဝက်ခေါင်းလိုဖောင်းကားပြီးရောင်ကိုင်းလာတဲ့အချိန်ကျမှပဲကျွန်တော်ကသူ့ကိုရက်ခိုင်းဖို့အေးအေးဆေးဆေးလေးပြောလိုက်တယ်ဝန်လေးကလက်ကိုရက်လိုက်ပြီးခေါင်းငုံထားတယ်သူ့ရဲ့မျက်နှာမူရာကိုကျွန်တော်တေးသေးချာချာမမြင်ရပေမဲ့တွေးကြည့်စရာတော့မလိုပဲအတော်လေးကိုကြည့်ရဆိုးနေမယ်ဆိုတာသိတာလာပါတယ်ကျွန်တော်ကအထင်သေးတဲ့ပုံစံလေးပြလိုက်ပြီးငါကလည်းသဘောထားသေးတိမ်တဲ့လူစားမျိုးမဟုတ်ပါဘူးဒီတစ်ခါတော့မင်းကိုလွတ်ပေးလိုက်မယ်နောက်စကားပြောရင်နည်းနည်းလေးဆင်ခြင်ဖို့မျှော်လင့်ပါတယ်ဘေးဒုက္ခဆိုတာဘားဆက်ကနေလာတတ်တာနားလေလားတစ်ချိန်ကျရင်ကိုဘယ်လိုတည်သွားမှန်းတော့မသိပဲဖြစ်နေပါဦးမယ်အဲ့ဒီအချိန်ကစားပြီးဝန်လေးဟာတော်တော်လေးကိုငြိမ်ကျသွားခဲ့တယ်ဒီကိစ္စကဒီလိုနဲ့ပဲပြီးဆုံးသွားပြီလို့ကျွန်တော်ထင်ခဲ့မိတာဘသူထင်မှလဲတတင်းပတ်အနှဲငယ်ကြာမှာတော့ကျွန်တော်ကြံနေတဲ့အတူတူထမင်းစားနေတုန်းဖုန်းကစက်တိုက်တုံခါနေတော့တယ်ကျွန်တော်ဖွင့်ကြည့်လိုက်တော့အပေါ်ဆုံးမှာချီဝေးစီကပို့လာတဲ့ message ကိုတွေ့လိုက်ရတယ်ထန်ချန်ကျောင်းရဲ့ဖိုရန်ထဲကိုမြန်ဝင်ကြည့်လိုက်စမ်းတယောက်ကမင်းရဲ့အကြောင်းကိုမဟုတ်မမှန်ကောလာဟလတွေလွှင့်နေတယ်ကျွန်တော်ဖိုရန်ထဲကိုဝင်လိုက်တော့အဟော်ဆုံးဖြစ်နေတဲ့ post တစ်ခုရဲ့ခေါင်းစဉ်မှာထင်ထင်ရှားရှားကြီးရေးထားတာကိုတွေ့လိုက်ရတယ်အန်တာဖွယ်ကျွန်တော်တို့ကျောင်းကပထမနှစ်ကျောင်းသားတစ်လေးတယောက်ခန္ဓာကိုယ်ရောင်းစားတဲ့အလုပ်လုပ်နေတယ်လို့တန်တရားရှိရကျွန်တော်နှိပ်ပြီးဝင်ကြည့်လိုက်တော့တကိုယ်လုံးချက်တည်သွားတော့တယ် post ထဲမှာပုံချို့ကိုတင်ထားပြီးပုံထဲကကောင်လေးဟာကုတင်ပေါ်မှာလဲနေကမျက်လုံးတွေကလည်းရီဝေဝေဖြစ်နေတယ်
ဆွဲဆောင်မှုရှိတဲ့အတွင်းခံကိုဝတ်ဆင်ထားပြီးသူများစေခိုင်းရာကိုနာခံမဲ့ပုံစံမျိုးပေါက်နေတယ်ဒါပေမဲ့ပုံတွေအကုန်လုံးပေါ်ကမျက်နှာတွေကတော့ချွင်းချက်မရှိကျွန်တော်ရဲ့မျက်နှာတွေကြီးပဲဖြစ်နေတယ်ပို့စ်ရဲ့အောက်ကမှတ်ချက်တွေကလည်းမျက်စိနဲ့တောင်ကြည့်မရလောက်အောင်ရိုင်းဆိုင်လုံးလာတယ်ဒါပေမဲ့လည်းတချို့ကတန်တရားဝင်ပြီးမေးခွန်းထုတ်ထားကြသေးတယ်ဒါကတိတိတသာကြီးမျက်နှာပြောင်းထားတာပဲဟာကိုဒါပေမဲ့အဲ့ဒီလိုမေးခွန်းထုတ်ထားတဲ့မှတ်ချက်တွေဟာခဏလေးအတွင်းမှာပဲ post တင်တဲ့သူရဲ့ဘလော့လုပ်ဖြတ်ပစ်ခြင်းကိုခံလိုက်ရတယ်ကျွန်တော်ရဲ့ကိုရေးကိုတာအချက်လက်တွေကလည်းခဏလေးအတွင်းမှာပဲအကုန်လုံးဖော်ကောင်လုပ်ခံလိုက်ရတယ်နာမည်အတန်းအသက်ကအစအဆောင်နံပါတ်အထိလူသိရှင်ကြားချပြခံလိုက်ရတယ်စဉ်းစားမလုပ်ထားတဲ့အတွက်ကြောင့် post ကမြ мян ဆန်ဆန်ပဲ repost ထုခံရပြီးပိတ်ပင်ခံလိုက်ရတယ်ဒါပေမဲ့စက္ကန့်နှဲငယ်တောင်မကြာလိုက်ဘူးနောက်ထပ် post အသစ်တစ်ခုကတိတ်တဆိတ်ထွက်ပေါ်လာပြန်တယ်ခန္ဓာကိုယ်ရောင်းစားတဲ့ကောင်လေးကတစ်ချိန်တည်းမှာလူများကြီးကိုတွဲနေဒီတစ်ခါ post တင်တဲ့သူကပိုလဲသွားတယ်ပုံတွေမတင်တော့ပဲစာတွေကြီးပဲအရှိကြီးရေးတင်ထားတယ် post မှာနာမည်အတိအကျမတက်ထားပေမဲ့လည်းမျက်စိရှင်တဲ့လူတိုင်းကဒါကျွန်တော်ကိုပြောနေမှန်းသိတာလုံးနေတယ်ခန္ဓာကိုယ်ရောင်းစားတဲ့ကောင်လေးဟာစိန်ကြကြနဲ့ဖြုံးတီးနေထိုင်ပြီးရှုဖက်နဲ့တရံကိုတောင်ရွမ်တောင်းကနန်းလောက်ပေးရတယ်Amas every 8တွေကိုဘီယိုထဲမှာဖြစ်တယ်လို့ပြစ်ထားပြီးတန်ဖိုးရွံတန်းနဲ့ချီတဲ့ရေမွေးတွေကိုလေအေးပေးဆက်လို့သဘောထားပြီးသုံးနေတယ်အကယ်၍များသူထေးမတွေအများကြီးရဲ့မွေးစားတာကိုမခံရဘူးဆိုရင်သူကဘလို့လုပ်ပြီးဒီလောက်တောင်ပိုက်ဆံတွေကိုရဲရဲတင်းတင်းသုံးရဲမှာလဲဒါဘသူလုပ်တာလဲဆိုတာကိုကျွန်တော်တွေးကြည့်စရာတောင်မလိုပဲသိနေတယ်ကျွန်တော်ရဲ့နေ့စဉ်ဘဝအသေးစိတ်အချက်လက်တွေကိုဒီလောက်တောင်သိနေပြီးကျွန်တော်ကိုအယိုးထဲဆွဲတဲ့အထိမုန်းတီးနေတဲ့သူဆိုလို့ဝမ်လေးကလွယ်ပြီးတခြားဘသူမှမရှိနိုင်ဘူးဝမ်လေးကသဘောကောင်းချင်အောင်ဆောင်ပြီးအဲ့ဒီ post ကိုကြံနှင်းစီတောင်ဖိုးဝက်ပြန်ပို့ပေးထားသေးတယ် Senior M အမဒါကိုကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်အရင်တုန်းကကျွန်တော်တန်တရားဝင်ခဲ့တာကိုအပြစ်မဆိုပါနဲ့အခုတော့ထန်ချန်ကလုံးဝကိုတက်တဲ့အခိုင်လုံးနဲ့မိသွားပြီဝမ်လေးရဲ့ message ကိုကြည့်ပြီးကြံနှင်းရဲ့မျက်နှာကအေးဆက်ခတ်ထန်နေတယ်စက်တိုက်ဆိုသလိုပဲကျွန်တော်ရဲ့ဖုန်းကဒရီဒီနဲ့အဆက်မပြတ်ဝင်လာပြီးဘုံကျဲခံနေရတယ်လို့ဖြစ်လာတယ်လူအများကြီးက post ကိုမြင်ပြီးတာနဲ့ကျွန်တော်စီဖုန်းဆက်လာကြတယ်ဘာသာဟလိုက်တာနဲ့ကျွန်တော်ကိုတညစာအတွက်ဈေးစကားလာပြောကြပြီးစကားတွေကလည်းအောက်တန်းကျလုံးလာတယ်တချို့ကြတော့လည်း message ပို့ပြီးကျွန်တော်ကိုအရှက်မရှိဘူးဆိုပြီးလမ်းဆဲကြတယ်ကြံနှင်းကကျွန်တော်ဖုန်းကိုဆွဲယူလိုက်ပြီးချက်ချင်းပဲဆက်ပိတ်ပစ်လိုက်တယ်သူမကအပေါ်ယံကြည့်ရင်တော့တည်ငြိမ်အေးဆေးနေတဲ့ပုံစံပါပဲအခြေအနေကိုမသိတဲ့သူဆိုရင်သူမကဘာမှ view မဆိုင်ဘူးလို့တောင်ထင်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းကသာသိတာဒီလိုပုံစံဖြစ်နေတဲ့ကြံနှင်းကမှအကြောက်ရဆုံးဆိုတာကိုပဲသူမကနှုတ်ခမ်းကိုတင်းတင်းစိတ်ထားပြီးသူမရဲ့အတန်ထဲမှာတော့ထိန်းချုပ်လို့မရတော့မဲ့ဒေါသငွေ့သက်တွေပါဝင်နေတယ်ထန်ချန်ဒီကိစ္စကိုနင်းဆက်ပြီးဝင်မပါနဲ့တော့ဒီလူကိုငါပဲရှင်းလိုက်မယ်အဆောင်ကိုလည်းနင်းလောလောဆယ်ပြန်မသွားနဲ့ဦးမင်းတို့ရဲ့အတိုင်ပင်ခံဆရာမစီကိုငါပဲသွားပြောလိုက်မယ်သူ့ရဲ့လေတံထဲကအတိတ်ဘယ်ကိုကြားလိုက်ရတော့ကျွန်တော်တောင်လေပင်လေးပို့ဝင်သွားတယ်ကြံနှင်းကအပြင်ပန်းကြည့်ရင်သဘောကောင်းပုံပေါက်ပေမဲ့သူမရဲ့လောက်ရက်တွေကတော့အမြဲတမ်းပြတ်သားပြီးကြမ်းတမ်းတယ်ဝမ်လေးဒီတခါတော့သူမရဲ့ဒေါသကိုတကယ်ကြီးဆုပ်ပေးလိုက်တယ်လို့ဖြစ်သွားပြီဒီတခါတော့ကျွန်တော်လည်းမထားတော့ပါဘူးသူကကိုပိုင်အကောင့်နဲ့ post မတင်ပဲတခြားသူရဲ့အကောင့်ကိုငါသုံးခဲ့တာလေကြံနှင်းကအရင်ဆုံးလူရှာပြီးအဲ့ဒီ post ကိုလုံးဝလောချပစ်လိုက်တယ်ဒါကြောင့်ဝမ်လေးဖြတ်ချင်ရင်တောင်ဖြတ်လို့မရတော့ဘူးဝမ်လေးတတိတောင်မထားမိလိုက်ခင်မှာပဲကြံနှင်းက post တင်တဲ့အကောင့်ရဲ့အချက်လက်တွေကိုစုံစမ်းလို့တည်သွားပြီ post တင်တဲ့သူကဝမ်လေးရဲ့သူငယ်ချင်းဖြစ်နေပြီးစင်ကြေပေးပြီးညှင်းကျင်နေသေးတာဒါပေမဲ့ကြံနှင်းကဘယ်တော့မှတနာညာတာတက်တဲ့မိန်းမမျိုးမဟုတ်ဘူးလေ post တင်တဲ့သူလည်းမကြခင်မှာပဲဝမ်လေးကိုဖော်ကောင်လုပ်လိုက်တော့တယ်တက်တေထောက်ထားတွေအပြည့်စုံရသွားတဲ့အချိန်မှာတော့ကြံနှင်းကရဲတွေကိုခေါ်ပြီးကျွန်တော်တို့ရဲ့အဆောင်စီကိုတိုက်ရိုက်လာခဲ့တော့တယ်ဝမ်လေးကိုတွေ့ရဲ့အချိန်မှာသူကချီဝေးနဲ့ရန်ဖြစ်နေတယ်ချီဝေးကဝမ်လေးရဲ့နားရွက်ကိုဆွဲလိမ်ပြီးအော်ဆဲနေတယ်မိုင်းရိုင်းတဲ့ကောင် post တင်တာမင်းမဟုတ်ဘူးလို့ပြောရဲသေးတယ်ပေါ့အခုချက်ချင်းဖြတ်လိုက်စမ်းဝမ်လေးကချီဝေးရဲ့လက်ထဲကနေရုံထွက်ဖို့အသေးလဲစူးစမ်းနေတယ်သူ့နားရွက်တွေကလည်းတွေးထွက်မတက်နေရဲနေပြီးဒေါသထွက်နေတဲ့မျက်နှာနဲ့ချီဝေးကိုလှမ်းကြည့်လိုက်တယ်ငါတင်တာဆိုတော့ကောဘာဖြစ်လဲမင်းမာတက်တေရှိလို့လားအမြဲတမ်းသဘောကောင်းတတ်တဲ့စူရန်တောင်ရှားရှားပါးပါးဒေါသထွက်သွားတယ်ဝမ်လေးနင်ကမဟုတ်မမှန်ကောလာဟလတွေလွတ်နေတာပဲဒါကသူများရဲ့ဘဝတက်တာကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာကိုနင်သိရဲ့လားသူများကမင်းတို့ကိုအခွင့်အရေးနေနေပေးလိုက်တာနဲ့ခွေးတွေလိုအမီးနဲ့ပြနေကြပြီလားအတုံးမကျတဲ့ကောင်တွေတတိရှိရင်ထန်ချန်ကိုယ်တိုင်လာပြောခိုင်းလိုက်စမ်းအခုဆိုရင်သူဘယ်နာသွားပြီးခုံးကုန်နေမလဲမသိဘူးငါသာသူ့နေရာမှာဆိုရင်လူလုံးတောင်ပြရဲမှာမဟုတ်ဘူးဒီလိုမိမကြောကိုစားနေတဲ့ကောင်ကကြံနှင်းလိုစီနီယာအမနဲ့တန်လို့လားချီဝေးလဲအကြီးကျယ်ဒေါသထွက်သွားပြီးလက်မပတ်ထားတဲ့နာရီကိုဖြုတ်ချလိုက်တယ်နာကပိုက်ဆံကိုကြိုက်ပေမဲ့မင်းလိုအမိုက်ကောင်မျိုးကိုတော့ကြည့်မရဘူးကိုယောက်ျားချင်းအတူတူတောင်မင်းကမိန်းကလေးတယောက်အတွက်နဲ့တခြားယောက်ျားလေးတယောက်ကိုအဆက်ခွဲတဲ့ကောလာဟလတွေလောက်ကြံရဲတယ်ပေါ့ဒီနေ့တော့ငါကယောက်ျားထုတရက်လုံးကိုစားမင်းကိုပညာပေးလိုက်မယ်ဝမ်လေးဟာအရိုက်ခံရလုံးလို့တရေတစီတွေလိုအော်ဟစ်ငိုယိုနေတော့တယ်ရဲတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့အတွက်ကယ်တင်ရှင်ကြီးကိုတွေးလိုက်ရတယ်လို့ပဲဒါပေမဲ့ဒီကယ်တင်ရှင်ကသူ့ကိုကယ်ဖို့လာတာမှမဟုတ်တာဝမ်လေးရဲ့ဒဏ်ရာတွေကကြည့်ရတာကြောက်စရာကောင်းပေမဲ့တကယ်ရန်တော့အပေါ်ယံအရေးပြားပုံးမဲ့ယုံလောက်ပါပဲတာမန်ဒဏ်ရာသေးစားလေးလို့တောင်တတ်မှတ်လို့မရပါဘူးအဲ့ဒါအပြင်ကြံနှင်းတို့မိသားစုဘက်ကလည်းကြားဝင်ဖြည့်ရှင်းပေးလိုက်တဲ့အတွက်ချီဝေးဟာရဲစခန်းကိုခြေတောင်မချလိုက်ရဘူးဝမ်လေးကတော့တော်တော်လေးကိုဒုက္ခရောက်သွားတော့တာပါပဲကြံနှင်းတို့မိသားစုရဲ့ဥပဒေရေးရာဌာနကလည်းအလားကားထားတာမှမဟုတ်တာတက်တေခိုင်လုံရှိနေတဲ့အတွက်ဝမ်လေးတယောက်တည်းမကဘူးအဲ့ဒီ post အောက်မှာဝင်ပြီးရန်ကားဆဲဆိုနေကြတဲ့လူတွေကိုပါတခါတည်းတရားစွဲဆိုလိုက်တယ်တရားရုံးကအမိန့်လည်းမြ мян ဆန်ဆန်ပဲထွက်လာတယ်ဝမ်လေးဟာမဟုတ်မမှန်လောက်ကြံဖန်တီးပြီးသူတစ်ပါးကိုအသက်ရည်ဖြတ်မှုအင်တာနက်ပေါ်မှာဖြန့်ဝေမှုပြစ်မှုကြီးမားမှုတို့ကြောင့်ထောင်ဒဏ်3နှစ်ချမှတ်ခံလိုက်ရတယ်မှတ်ချက်ပေးတဲ့နေရာမှာရိုင်းဆိုင်ပြောဆိုခဲ့သူတွေလည်းထိုက်တန်တဲ့အပြစ်ပေးမှုတွေကိုခံခဲ့ကြရတယ်ကျောင်းဘက်ကလည်းအချိန်ကိုက်ကြီးညာချက်ထုတ်ပြန်ပြီးဝမ်လေးကိုကျောင်းကနေအတင်းကျပ်ထုတ်ပယ်လိုက်တယ်ကျွန်တော်အပေါ်ကြားရောက်လာတဲ့အမေးဆက်တွေလည်းနောက်ဆုံးတော့အားလုံးပြောင်းဆင်သွားခဲ့ပြီလေကျောင်းကနေထုတ်ပယ်ခံရပြီးတဲ့နောက်ဝမ်လေးရဲ့မိဘတွေကျောင်းကိုရောက်လာပြီးသူ့အတွက်ပစ္စည်းတွေတင်ပေးကြတယ်ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာသူတို့နှစ်ယောက်စလုံးအထစ်ထစ်ငေါငေါနဲ့ကျွန်တော်ကိုတောင်းပန်ကြပြီးသဘောထားကြီးကြီးနဲ့ဝမ်လေးကိုတစ်ခါလောက်ခွင့်လွှတ်ပေးဖို့တောင်းဆိုကြတယ်ကျွန်တော်လုံးဝသဘောမတူခဲ့ဘူး
အကယ်လို့သာအဆက်ခွဲရဲ့ကောလာဟလအလောက်ခံရတာကျွန်တော်မဟုတ်ပဲရိုးရိုးတာမှန်ကောင်းလေးတယောက်တာဆိုရင်ချီဝေးပြောသလိုမျိုးတကယ်ပဲသူ့ရဲ့ဘဝတစ်သက်တာလုံးပျက်စီးသွားလောက်တယ်ဒါကြောင့်ကျွန်တော်ဝန်လေးကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးနောက်တစ်ကြိမ်ဝန်လေးရဲ့သတင်းကိုပြန်ကြားရချိန်ကတော့တက္ကသိုလ်ပွဲရပြီးတဲ့အချိန်ရောက်နေပြီသူထောင်ကထွက်လာပြီးနောက်အလုပ်ဟောင်းပြန်လုပ်ကအသက်50ကျော်ရွယ်သူထေးမတယောက်နဲ့ညီးဆုံးသွားတယ်အဲ့ဒီသူထေးမကလည်းတိုက်ဆိုင်ကျွန်တော်တို့ကုမ္ပဏီရဲ့ထောက်ပံ့ရေးဌာနကမန်နေဂျာငယ်လေးတယောက်ဖြစ်နေတယ်ကုမ္ပဏီအခမ်းမှာတကားဝမှာသူတို့နဲ့ကျွန်တော်ပပင်းတိုးခဲ့တာပဲသူထေးမရဲ့တရားဝင်ယောက်ျားဖြစ်သူကသူတို့နှစ်ယောက်ဖောက်ပြန်နေတာကိုနေရာတင်ပြီးသွားပြီးဝန်လေးရဲ့ဆံပင်ကိုဆွဲဆောင်ကသူထေးမနဲ့ရှင်းဖို့ကုမ္ပဏီတဲကိုတိုက်ရိုက်ဝင်ချလာတယ်ရှုပ်ရှက်ခက်နေတဲ့တကားဝကိုကြည့်ပြီးကျွန်တော်မျက်မှောင်ကျုပ်လိုက်တယ်မကြခင်မှာပဲတေချာလေးကျင့်ပေးထားတဲ့လုံခြုံရေးတွေရောက်လာပြီးသူတို့၃ယောက်စလုံးကိုအပြင်ကိုဖယ်ရှားပေးလိုက်တယ်ကျွန်တော်တွင်းရင်မှုကိုတိုးတိုးလေးလမ်းမာလိုက်တယ်အဲ့ဒီမန်နေဂျာမှမနှက်ဖြန်ကစားပြီးအလုပ်လာဆင်းစရာမလိုတော့ဘူးပြောပြီးတာနဲ့ကျွန်တော်လဲလှည့်ပြီးကုမ္ပဏီတကားမကြီးအပြင်ကိုထွက်လာခဲ့လိုက်တယ်ကျန်နင်းကမင်္ဂလာဝတ်ဆောင်အတူတူသွားဆန်းဝတ်ကြည့်ဖို့တကားပြင်ဘက်မှာကျွန်တော်ကိုစောင့်နေတယ်သူမကကားနောက်ကြည့်မှန်ကိုကြည့်ပြီးတယောက်တည်းပျော်နေတယ်မှန်လေးရဲ့မှန်လေးဒီကဘာပေါ်မှာထန်ချက်အချစ်ရဆုံးလူကဘသူလဲပြောပြီးတာနဲ့သူမကအတန်လေးပြောင်းပြီးသူ့ဘာသာသူပြန်ဖြေနေတယ်တခင်မလေးကိုအစီရင်ခံပါတယ်ထန်ချက်အချစ်ရဆုံးလူကကျန်နင်းပါရှင်ပြောရင်းဆိုရင်းနဲ့ပဲသူမဘာသာသူသဘောကျပြီးရဲချလိုက်တော့တယ်ကျွန်တော်လဲလိုက်ရမိသွားပြီးရှေ့ကိုတိုးသွားကသူမကိုညင်ညင်တာတာလေးဖတ်ထားလိုက်တယ်မှန်လေးဖြေတာမှန်ပါတယ်ဗျာ